Hallelujah, Jesus. Oh, Lord Jesus. ဘုရားရှင်ကအနာယောဂကိုငြိမ်းစေတော်ဘုရားဖြစ်တယ်အာမင်ငါ့ဘုမဘုရားသခင်ကအလိုတော်ရှိမှရှိပါမလားအနာယောဂငြိမ်းဖို့အလိုတော်ရှိမှရှိပါမလား If you want to know the will of God, look at Jesus. Jesus is the will of God in action. ယေရှုခရစ်တော်လောကမှာရှိနေစဉ်အချိန်မှာယေရှုပါလုပ်ခဲ့တယ်။တွေ့တဲ့သူတိုင်းသူနဲ့ထိတွေ့တဲ့သူတိုင်းကျမ်းမာရတော့ခွင့်ရတယ်။ Hallelujah. Hallelujah. ဘာလို့ဘုရားသခင်ကဘုရားရဲ့အကြံစီကတင့်ကိုခန္ဓာဝိညာဉ်ပဲလွတ်မြောက်စေခြင်းနဲ့ဘုရားမဟုတ်ဘူးခန္ဓာစိတ်ဝိညာဉ်သုံးပါးစလုံးကိုလွတ်မြောက်စေတော်ဘုရားရှင်ဖြစ်တယ် Hallelujah. ပြီးခဲ့တဲ့ဒုတိယနေ့လားတတိယနေ့လားဒီကလေးလေးတယောက်လာပါတယ်။အဲဒီကလေးလေးကမျက်စိမျက်ရည်ကျလာလားအမြဲတမ်းဖြစ်တယ်လို့ပြောပါတယ်။ဒါပေမဲ့အဲ့ချိန်ကစပြီးတော့ဘုရားရှင်တကူတော်ကသူ့ကိုပြောင်းကင်းသွားစေတယ်။ Hallelujah. ဆိုဒီ3ရက်4ရက်တာကာလမှာဘုရားရှင်ရဲ့တကူတော်ကြောင့်အနာရောဂါငြိမ်းခဲ့တဲ့သူရှိအနာရောဂါငြိမ်းတဲ့သူရှိဘုရားရှင်တကူတော်နဲ့တိုးချီချင်းခံရတဲ့သူရှိတယ်ဆိုရင်တူနဲ့လို့ရင်းမဲ့အရှိမသွားပါနဲ့တမိုင်းเจ้าနေလည်းမပြောပါနဲ့ကျမဘယ်မြို့လာတယ်လည်းမပြောပါနဲ့ဒီစီစဉ်မှာဘုရားရှင်တင်းရတက်တာဘလို့လုပ်ခဲ့လဲဆိုတာတသက်ခံချင်တယ်ဆိုရင်ကျွန်တော်တယောက်ကို10မိနစ်ချိန်ပေးမယ်10မိနစ်များတော့လားမများပါဘူး10မိနစ်ကျမဒီမှာလာတယ်ကျမမဟုတ်တော့ဘာယောဂရှိတယ်ခုချိန်မှာလုံးအောင်ကျွန်တော်ပြောပြမယ်လက်မမြောက်နိုင်တဲ့သူတွေလက်မြောက်ရတဲ့အခွင့်ကိုဘုရားရှင်ပြင်ဆင်ပေးလိမ့်မယ် frozen shoulder ဖြစ်တဲ့အဖွဲ့တွေဘုရားရှင်ဒီညမှာအောက်ပဲလွတ်မြောက်တဲ့ဘုရားရှင်ပြင်ဆင်ပေးတယ်ဘုရားရှင်ကျွန်တော်စကားပြောတယ်ခါနာတဲ့သူတွေခါပြန်ကောင်းသောခွင့်ကိုဘုရားရှင်ပြင်ဆင်ပေးတယ်နားတဲ့ပြဿနာဖြစ်တဲ့သူတွေနားမှာ faction ဝင်ပြီးတော့မှဟာလာပြည်တယ်တာတို့ပြည်ယိုတာတို့နားတော့ဥတော့မြင်တဲ့မကြားတဲ့သူတွေကြားတော့ခွင့်ကိုဘုရားရှင်ပြင်ဆင်ပေးတယ် Hallelujah ဆိုဒီနေ့မှာတတ်တဲ့အရာခံခြင်းနဲ့ဆိုရင်ကျွန်မဘာလို့တတ်တဲ့ခံခြင်းအရေးကြီးလို့ကျွန်တော်ပြောပြမယ်မြို့တိတယောက် David Yonki chose မှာတောင်းဆူတောင်းခံတယ်အနာရောကငြိမ်းသွားတယ်အနာကငြိမ်းပြီးတော့ပြန်သွားအရန်ပြောတော့ပြန်သွားတပတ်ကြာတော့ပြန်လာတယ်ဆရာကျွန်မအနာရောကပြန်ဖြစ်ပြန်ပြီဆရာဟာဒါလည်းပြောတယ်မဟုတ်ဘူးဆရာကြီးကပြောတယ်ငါဆူတောင်းပေးတာငါသိဆိုလုံးဝမေ့ချမ်းမှာသွားပြီဆိုငါသိတယ်နောက်ဝိညာဉ်နဲ့မောင်ငါသိနေတယ်မိဘဖြစ်တာလေမိဘဖြစ်တာလေနည်းနည်းပြောပြပါဦးဒီလိုဖြစ်တယ်တဲ့ကျမဒါနဲ့ဆရာကြီးကပြောတယ်မင်းတက်တယ်ခံပြီးပြီလားမင်းအနာရောဂါငြိမ်းလားတက်တယ်မခံရသေးဘူးတဲ့ဘာဖြစ်လို့ဆိုတော့တပတ်တိစောင့်နေတာတဲ့တပတ်တိစောင့်နေတာဟိုပြန်ဖြစ်လာရင်ဘယ်လိုလုပ်မလဲပေါ့နော်ရှက်ဆရာကြီးပေါ့နော်တက်တယ်ခံပြီးမှပြန်ဖြစ်လာရင်တက်တယ်ခံပြီးမှပြန်ဖြစ်လာရင်ဆိုကြတဲ့ဟိုက तू ကပြန်ဖြစ်ဖို့မျှော်လင့်ထားပြီပြန်ဖြစ်ဖို့ဖိတ်စာပေးထားပြီလားပြန်လာမယ်ဖြစ်နေတော့အချိန်တန်တော့ပြန်ရောက်လာတယ်ဆိုတော့ညီကောင်မောင်တို့ယုံကြည်ခြင်းဆိုတာပါလေတဲ့ယုံကြည်ခြင်းဆိုဒီမှာမျော်လင့်သောအရာကိုမျက်ပေါက်ပြုခြင်းဖြစ်တယ်မမြင်သေးသောအရာကိုတိမှတ်ဆွဲလန်းခြင်းယုံကြည်ခြင်းဆိုတာရှင်းရှင်းလေးပဲညီကောင်မောင်တို့မြင်ရမှယုံရင်အဲ့ဒါယုံကြည်ခြင်းမဟုတ်တော့မမြင်ရခင်ယုံတာမှယုံကြည်ခြင်းမဖြစ်သေးခင်ယုံမှယုံကြည်ခြင်းမြင်ပြီးတွေ့ပြီးတော့ဘာမှယုံစရာအကြောင်းမရှိတော့ဘူးလေဖြစ်ပြီးတော့ဘာမှယုံစရာအကြောင်းမရှိတော့ဘူးဆိုမဖြစ်သေးခင်မမြင်သေးခင်မှာမျော်လင့်ပြီးတော့လုံးဝဖြစ်လာမယ်လို့ယုံကြည်ထားတဲ့အတ္တတော်ပြောတာဖြစ်တယ်မျော်လင့်ထားတဲ့အတ္တတော်ဒါကြောင့်ကျွန်တော်တို့ယုံကြည်ခြင်းလို့ပြောလိုက်ရင်ကျွန်တော်တို့ကမြင်ရမှယုံခြင်းဒါကြောင့်သိတဲ့တိတ်မမြင်ရဘူး
မြင်ရမှယုံခြင်းတယ်ဘာလို့ဖခင်ရဲ့ principle ကယုံရင်မြင်ရတယ်မြင်ရမှယုံတာမဟုတ်ဘူးယုံရင်မြင်ရတယ်ကျမ်းစာထဲမှာโอเคကျွန်တော်တော့ဘာတော့သွားမလို့ဖြစ်သွားကျွန်တော်အခွင့်အရေးပေးတယ်မှာအခွင့်ပဲ10မိနစ်ပဲမရဘူးတယောက်10မိနစ်3ယောက်ပေးမှဒါပဲ3မိနစ်အချိန်ကအရေးကြီးတယ်အယတ်တဲ့ခံခြင်းတဲ့ကျွန်တော်ခရလုတ်ခဲ့တဲ့အရာကျွန်မတက်တည်မခံမဲ့မနေနိုင်ဘူးဆိုတဲ့သူရှိတယ်လက်ညှိုးလေးထောင်လိုက်3ယောက်အများဆုံးထောင်လိုက်ဟုတ်ပြီတယောက်ရတယ်ဟုတ်ပြီတယောက်โอเคလာပါညို့လာကျေးဇူးတင်နောက်တစ်ယောက်မရှိလဲโอเคလာပါโอเคလာပါနောက်တစ်ယောက်မရှိရပြီတော့ရပြီ thank you မှန်လားဟာမထောင်လိုက်ရတာဒီလိုဖြစ်သွားတယ်။ထောင်ကျတဲ့ရှိလား1 2 3မရှိဘူး။နော်။ Okay ။တက်ခါပါ။အားလုံးမင်္ဂလာပါလို့ခေတ္တရင်းနာမယ်။အားလုံးကျေးဇူးတင်တယ်။ကျွန်တော်တို့ဆုတောင်းပေးကြတဲ့ဆရာမများတဲ့ဒီအားလုံးကိုဖျားပြည့်ကျေးဇူးတော်တက်ရောက်ပါစေ။ဖျားပြည့်ကျွန်တော်တို့ရဲ့အနာရောဂါများကိုတောင်းတာကျွန်တော်တို့ရဲ့အသက်ကျွန်တော်တို့ရဲ့စိတ်နှလုံးကိုခန္ဓာစိတ်ဝိညာဉ်အလုံးစုံကိုကဲတင်နိုင်တော့ဖျားဖြစ်တဲ့ဆိုတာကျွန်တော်ယုံကြည်တယ်။ဒါဖြစ်လို့လဲဆိုတော့ကျွန်တော်အလုပ်လုပ်ရင်းနဲ့ဒီမှာတန်ရာရတယ်။လက်ချောင်းနဲ့ဘောပင်လေးတော့မကင်နိုင်တဲ့အချစ်ဖြစ်သွားတယ်။ဒါပေမဲ့အခုဘုရားခင်ကယုံကြည်ခြင်းကိုပေးတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ယုံကြည်တယ်။ဘုရားရှင်အသက်ရှင်တဲ့အတွက်ကြောင့်ဘုရားကိုကျွန်တော်ယုံကြည်တယ်။ဘုရားလုပ်နိုင်တယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်။အဲဒါကြောင့်ကျွန်တော်အတွက်ဘုရားခင်ရဲ့အစီအမံကျေးဇူးတော်ချီးမွမ်းပေးကြပါလို့အနုနဲ့တောင်းပန်လိုပါတယ်။ပြီးမှကျွန်တော်အတွက်တာမကကျွန်တော်အခုဒါစိတ်ထဲမှာဒီပန်းနဲ့ဟာတခုပြောချင်တယ်ကျွန်တော်ညီကမနေ့တုန်းကနိုဝင်ဘာမှာအောက်တိုဘာမှာဦးနှောက်တင်စားနဲ့ operation လုပ်ခဲ့ပြီဒါမဲ့အရင်ပတ်ကျွန်တော်တင်ကြားတာသူ့ရဲ့ဦးနှောက်အပေါ်ပိုင်းမှာပြန်ပေါက်ပဲအဲ့ဒါခွဲလို့ရမလားမရဘူးလားဆိုတာမသိချသေးဘူးတဲ့အဲ့ဒါဆရာဝန်ကြီးတိုင်ပြနေတော့ဒါမဲ့ဖျားခင်ကတောင်းနေတဲ့ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအနာရောဂါကိုလည်းဖျားခင်ပြောင်းပြင်းစေမယ်ဆိုတာယုံကြည်တဲ့အားလုံးဆုတောင်းခြင်းအဖြစ်ကိုပါဝင်ပေးကြပါလို့အလုံးနဲ့တောင်းပန်လို့ပါတယ်ကျေးဇူးတင်ပါတယ်Thank you, Jesus. Let me start looking back. Let me start looking. Let me start. Loba. Dia loba. Dia chan loba. Coba deh. Itu siapa yang kita Hallelujah. Hallelujah. Kasih Allah ya. Let all the people baca kita Yesus nama muka baik. Amin. Amen. Hallelujah. God bless you. God bless you. ပြောပါကျမကဒီမွေးစားတွေသူမျက်လုံးရဲ့ဒီညဘေးဖက်ပေါ့နော်ဘေးဖက်မှာအနေလေးပေါက်ပြီးမှမွေးကလေးကနေမိနစ်ထိုင်လဲမျက်ချီများရဲ့အပြည့်ထွက်တယ်နေ့လေဆိုလဲမျက်ချီအများထွက်တယ်ပြီးတော့မျက်ရည်က9မိနစ်10မိနစ်ဆိုတော့မျက်ရည်ကြာပြီးမှမျက်ရည်ကိုမဲတုပ်ပေးရတယ်မျက်ရည်တုပ်တာလည်းမကဘူးလေအဲ့မျက်ရည်ကနေချင်မဲထွက်တယ်တစ်ဖက်စလုံးကတစ်ဖက်ကတော့ဒီညာဖက်ကတော့အဲ့လိုကြည့်မရှိဘူးညာအမေဖက်ကမေးလမ်းရှိတယ်ဒီတိုင်းအဲ့ဒါနဲ့ဆရာဝန်စီလေးခဏပြပါလေသူကစီးပြီးတယ်မျက်စိကလည်းကောင်းကောင်းကလေးဆိုတော့လေကောင်းကောင်းလင်းပြီးလို့လည်းမရ
အောင်ဒါပေမဲ့ကျမရဲ့ယုံကြည်ခြင်းအဖြစ်ဒီတစ်ပတ်တင်းတင်းနာနဲ့စတော့ကျမစိတ်မလေးဘူးစိတ်ပေးတဲ့ဟာလေးကျမမလေးတော့အဲ့နဲ့ဒီမှာဆူတောင်းခြင်းအဖြစ်ကျမပြောက်တယ်လို့ယုံကြည်ခြင်းနဲ့ကျမတင်းတင်းနာနဲ့စရတယ်အဲ့ကနေညနေဆရာဒေဗီလာပြီးဆူတောင်းတဲ့ချိန်မှာညာဖက်တွေကနေပိုင်မှာဆိုလို့ကျမယုံကြည်ခြင်းအဖြစ်ဗာလေဒီ music ကိုကျမကိုင်လိုက်တော့အဲ့ညကလေးကနေကျမတို့ event နဲ့ချိန်မှာလည်းမချင်းရှိတော့ဘူးနေ့ကနေလည်းမချင်းရှိဘူးအခုထိပေါ့နော်နေ့ဒီလည်းမကြောက်တော့ဘူးမချင်းလည်းမထွက်တော့ဘူးအဲ့ဒါဖျားတခင်ကဆရာဒေးဗစ်လာကိုတုံ့ပြန်ချင်အဖြစ်ကျမကားလေး music ကောင်းတော့ပြီးဆိုတဲ့ဟာကိုအခုတည်ခံချင်ပါတယ်ကျေးဇူးများရှင်ဒီကောင်မောင်တို့အရေးကြီးဆုံးယုံကြည်ခြင်းဖြစ်တယ်ပြောရအောင်ယုံကြည်ခြင်းပြောပါယုံကြည်ခြင်းအာမင်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 ဒါပေမဲ့ကျွန်တော်တခုရှိတယ်ဒီကောင်မောင်တို့ကျမ်းစာထဲမှာ12နှစ်ပတ်လုံးတွေ့တူနာဆွဲတယ်မျိုးတွေ12နှစ်ပတ်လုံးတွေ့တူနာဆွဲတယ်မျိုးတွေလူတွေတော်တော်များများက healing ကိုအိမ်မှာထိုင်ပြီးတော့စောင့်တယ်အိမ်မှာလေဘုရားတကယ်ပြပါတယ်သူဖန်ဆင်းတဲ့လူသားပဲပေါ့နော်သူကတော့တနာမှာပါဟောတော့ပြေးပြောက်မှာပါငါလိုအပ်ချက်တွေကိုသူသိပါတယ်မဆာမှာပါထိုင်ဆောင်ရင်လည်းတိတ်သွားတဲ့ဖွဲ့တွေအများကြီးပါမနာပါဘုရားသခင်ကလိုအပ်ချက်အပေါ်မှာအလုပ်လုပ်တော်ဘုရားမဟုတ်ပါဘူးယုံကြည်ခြင်းအပေါ်မှာအလုပ်လုပ်တော်ဘုရားဖြစ်တယ်တေချာနာကောင်းပြီပါဘုရားသခင်ယုံကြည်ခြင်းအပေါ်မှာအလုပ်လုပ်တော်ဘုရားဖြစ်တယ်လိုအပ်ချက်အပေါ်မှာအလုပ်လုပ်တဲ့ဘုရားမဟုတ်ဘူးနားလည်အောင်ဆက်ပြောပြအဘဲကြောင့်ဆိုတော့ယေရီခေါမြို့ထဲမှာမျက်စိကန်းတော်သူပေါင်းမြောက်များစွာရှိမျက်စိကန်းတဲ့သူပေါင်းမြောက်များစွာရှိရတဲ့ယေရီခေါမြို့ထဲမှာရှိတဲ့ဘာတိမဲဆိုတဲ့လူတစ်ယောက်ပဲမျက်စိပြန်မြင်ခဲ့တယ် whyမျက်စိကန်းတဲ့သူအများကြီးရှိတာပဲဒါပေမဲ့ဘာတိမဲတယောက်ပဲမျက်စိပြန်မြင်တယ်ဘာကြောင့်လဲဆိုတော့သူကယုံကြည်ခြင်းနဲ့ယေရှုထံသို့ရောက်အောင်ဒိုးဝင်တယ်ပြင်းပြသောယုံကြည်ခြင်းတနည်းအားဖြင့်တကယ်ကို radical faith လို့ခေါ်တယ်တကယ်ကိုလုံးဝနောက်ဖျားရှင်ရှိမှအပြည့်ရှိဖို့ရှိတယ်ငါလုံးဝမလျှော့ဘူးမရမချင်းကဘုရားထံသို့တိုးဝင်တယ်သူကျွန်တော်ပြောပြမယ်အဲ့ဒီမှာမျက်စိကန်းတဲ့လူတွေမြောင်များဆိုမျက်စိပြန်မြင်ဖို့လိုအပ်ပါတယ်လိုအပ်ချက်တွေတည်တည်ရှိကြပါမယ်လိုအပ်ချက်အပေါ်မှာအလုံးလုံးတော်ဘုရားမဟုတ်ဘူးယုံကြည်ခြင်းအပေါ်မှာအလုံးလုံးတော်ဘုရားဖြစ်တယ်လူတိုင်းမှာတော့လိုအပ်ချက်တွေမျိုးရှိနေတယ်ဒါပေမဲ့ယုံကြည်ခြင်းနဲ့တိုးဝင်လာတဲ့သူဟာပဲတတ်တည်ရပါမှာဖြစ်တယ်ဆိုအဲ့မှာမျက်စိကန်းတဲ့သူတွေအများကြီးပဲဒါပေမဲ့ဘာဖြစ်လဲနမိတ်လက္ခဏာထိုင်ဆောင်နေတယ်ဒါပေမဲ့အဲ့ဒီသူကတော့ယေရှုတည်ကြားတဲ့အခါမှာယေရှုကဘာလုပ်လဲယေရှုကတည်တော်သူထားမြောက်စေတယ်မျက်စိကန်းတော်သူမြင်စေတယ်နားပင်းတော်သူကြားစေတယ်ဟုတ်လားချက်ချင်းမကြားတာလည်းဘာဖြစ်လဲမကြည့်သူ့ကိုယ်တော်မှာမျက်စိပြန်မြင်စေတဲ့ဖခင်ငါ့ကိုလည်းဘာလို့မျက်စိပြန်မမြင်စေမှလဲဆိုတဲ့ယုံကြည်ချက်တစ်ချက်ပဲရှိတယ်လို့သူ့ကိုယ်တော်မှာကောင်းချီးပေးနိုင်တဲ့ဖခင်ငါ့ကိုဘာလို့ကောင်းချီးမပေးရမှလဲဆိုတဲ့ယုံကြည်ချက်တစ်ချက်ပဲရှိသူ့ကိုကြားပါစေတဲ့ဖ
ဘုရားငါ့ကိုလည်းဘာလို့မချမ်းသာစေရမှာလဲဆိုရင်ယုံကြည်ခြင်းတစ်ချက်ပဲရှိအဲ့ဒီယုံကြည်ခြင်းနဲ့မဆာပါလိမ့်ဟာလေလုယာတော့ကျမ်းစာမှာလည်းယုံကြည်ခြင်းမရှိရင်ပြားကစိတ်တော်နဲ့မတွေ့နိုင်တင်ကတေးဥစရာသားသမီးဖြစ်လို့ဘုရားတကယ်တင်းကိုတနာပြီးတော့ကျမ်းစာစေမှာမထင်နဲ့တင်းဘုရား missionary ဖြစ်လို့တင်းကိုတနာတော့ဘုရားခင်ကကျမ်းစာစေမှာမထင်နဲ့ဘုရားသခင်က covenant God တရားသူကဗဒိညင်ဘုရားသူ့ဗဒိညင်အပေါ်မှာပဲအလုံးလုံးတော်ဘုရား hallelujah သူဗဒိညင်နဲ့အလုံးလုံးတော်ဘုရားဖြစ်တယ်ယုံကြည်ခြင်းနဲ့ဝန်ခံလာတော်သူတွေအပေါ်မှာဘုရားကြီးမားစွာအလုံးလုံးတော်ဘုရားဖြစ်တယ်ယုံကြည်တယ်လို့ပြောတဲ့မယုံကြည်သူတွေမယုံကြည်ဘူးလို့ပြောတဲ့ယုံကြည်သူတွေဒီလိုရှိတယ်ကျမ်းစာဒါလည်းဒီနေ့ကျွန်တော်နိုင်ငံဝင်ငှမယ်ပြီးတဲ့အခါမှာတရှင်တော်ဝိညာဉ်တော်ဥဆောင်တဲ့အတိုင်းကျွန်တော်ပြောသွားမယ်ကျွန်တော်လုပ်သွားမယ်ဒီတင်နာမှာလူငယ်တွေကြောင့်များစွာကိုဘုရားကတွန်းထီသွားပြီဆက်လက်ပြီးတော့ကြာရှိတဲ့တင်းတော်တွေကိုယ့်ရဲ့သားသမီးတွေကိုဒီဘုရားနဲ့တွာလာခြင်းကို maintain လုပ်ပေးပါကျွန်တော်တို့ရိုးရဆွေးကျွန်တော်ဘုရားကြောင့်ပုံမှန်တက်ပြီးတော့ပုံမှန်လုပ်နေကြအတိုင်းလုပ်နေတာတွေထပ်ဘုရားရဲ့အလိုတော်ပါကျွန်တော်တို့မရှိကျွန်တော်ပြောပြကျွန်တော် very conservative တကယ်ကိုအေးလူဘုရားရှိခိုးတဲ့တရားနဲ့လားဒါပေမဲ့ကျွန်တော်ဟိုကခုံဘုရားကိုချီးမွမ်းနိုင်တယ်လူတွေကပြောတယ်ဆရာတင်းဆရာဖြစ်နေတဲ့တားနဲ့ဆရာဘာကြောင့်ဆရာကြီးပြီးတော့မှဆရာနိုင်ငံတကာသွားနေတဲ့ဆရာကြီးဘာကြောင့်ဆရာကခုံနေရတာလဲတစ်ခါလေးမှာကျွန်တော်ပြောပြတယ်ကျွန်တော်နားမလည်ခင်တုန်းကကျွန်တော်လည်းဆရာကြီးလို့နေတယ်ကျွန်တော်ဝိယုံဝတ်တာတွေ့ကူလားမသိဘူးကျွန်တော်ဝိယုံအကြီးကြီးနဲ့လေလောကကအကြီးကြီးနဲ့ I wear a big robe အကြီးကြီးပဲလောကကအကြီးကြီးနဲ့ရွှေရောင်ထားရွှေရောင်ကျွန်တော်အဲ့ဒါနဲ့ပွဲတော်ပေးတယ်ကျွန်တော်အဲ့ဒါနဲ့ဝင်လိုက်လူလည်းကြောက်တယ်လူတွေအဲ့ဒါဝိယုံနဲ့ကြောက်တော့ဆရာတွေလည်းဝိယုံနဲ့ပဲလူတွေကိုဖျက်ချောက်တာဒါမဲ့ဝိယုံဝတ်ထားပြီးတော့အောက်မှာပေါက်ကြီးကလုံနေတယ်အများကြီးရှိဝိယုံတော့ဝတ်ထားတယ်ဝိယုံကြောင့်လူယူသေးတာဖြစ်စေတယ်တင့်အပေါ်မှာဖျားတင်ထားတဲ့ဘုံကြောင့်ဖျားချင်းမြောက်တာဖြစ်ပါစေဆိုကျွန်တော်ပြန်လေ့လာတဲ့အခါမှာဒီကျွန်တော်ကတာတွေခုံတာတွေချီးမွမ်းတာတွေအဲ့ဒါတွေကျွန်တော်နားမလည်တဲ့အခါမှာကျွန်တော်အဲ့ဒါတွေ night club မှာလုပ်တဲ့ကိစ္စဒါ night club မှာကိစ္စအခုနဟောစားလာမြတ်ကြီးဘုံအဲ့လိုလုပ်တယ်ဆိုရင်ကျွန်တော်အဖေဆိုကြည့်လို့မရအောင်ကျင်းနေ my father hallelujah ဆင်ကအော်ဘုရားကြောင့်နေထုတ်တယ်ကျွန်တော်ဖြစ် Don't say too much hallelujah man get out of my church ဆိုတော့သူမောင်းထုတ်လိုက်ပါအဲ့လိုအဖေပြောကနေကျွန်တော်ကြီးပြတာတော့ကျွန်တော်လည်းအစ်စေးပဲ I'm really Baptist man again very Baptist တဲ့မှာကျွန်တော်ကြီးပြတာ is မရအောင်ဒါပေမဲ့ကျွန်တော်တီးချာလေးလာကျွန်တော်တို့ဟန်ဆောင်နေတာဗျဟန်ဆောင်အရင်များတယ်ကျွန်တော်ဖျားကြတော့ဝင်လာကျွန်တော်သင်ဥစ္စာမလားဟိုတော့ကျွန်တော်ဒီလေပြီးမှကောလာမှာကျွန်တော်ဒါလေးအပတ်လေးထိုးလာတယ်အပတ်လေးကြည့်လေးကျွန်တော်အဲ့လိုမျိုးတကယ်လို့ခဲ့Maybe you remember Gold Coast Camp. I went that road. You remember? Very big black one. Yeah, big. Yeah. But you know.ကျွန်တော်ဘာနာလဲတော့ကျွန်တော်ဘာနာလဲတကယ်ကျွန်တော်မလွတ်မြောက်ပါဘူးအခုတော့ဆောင်းနေနေကျွန်တော်မလွတ်မြောက်ဘူးဟိုကားခုံမှလွတ်မြောက်တယ်ပြောတာမဟုတ်ဘူးဒါပေမဲ့တကယ်လွတ်မြောက်သွားရင်ကျွန်တော်တို့ဟိုဟာဆောင်တာမရှိတော့ဘူးဗျာဟာဆောင်တာမရှိတော့ဘူး
မရှိတော့ဒီမှာညီကိုမောင်မတို့ဘုရားကျောင်းမှာဘုရားကိုကိုယ်ွယ်တဲ့ပုံစံပေါက်တာတဲ့အခန်းထဲမှာတယောက်ထဲနေကိုပါတွေးနေတယ်ကိုပါကြည့်နေတယ်ကိုပါစဉ်းစားနေတယ်ကိုဘုရားနဲ့ဘယ်လိုနေလဲအဲ့ဒါအရေးကြီးဆုံးကျွန်တော်ဘုရားကျောင်းမှာလာဒီလေကျွန်တော်လုပ်ခဲ့တာ Bless you hello အိမ်ပြန်ရောက်မိန်းမောင်ကြီးနဲ့ပေါ့လား It's me I used to do that it's not anymore but I used to do that တနေ့မှာကျွန်တော်စနေတွေမှာပြောတာသူလည်းမခနိုင်တော့ကြတာကြောက်ပြတယ်ကြောက်အိမ်ဒီနေ့အိမ်ထဲပြန်ဝင်လာတော့ကျွန်တော်သားလေးကားလေးအများကြီးအဲ့ဒီကားတန်နဲ့တော်မာတဲ့ကားတန်လေးနဲ့ကျွန်တော်ဝင်ဝင်ချင်းအဲ့ဒီကားကိုကျွန်တော်သွားတက်နေပြီကျွန်တော်နားလိုက်တာအဲ့ဒါကျွန်တော်အဲ့ဒီကားကိုကျွန်တော်လွတ်ပြစ်လိုက်တယ်အရှာစိတ်ဆိုတော့ပေါက်ချတယ်ကားလေးပြက်စီးတော့ကျွန်တော်သားလေးလည်းစိတ်မကောင်းဘူးအိမ်ထဲပြန်ဝင်လာအမှုတော်ဆောင်ကြီးအမှုတော်ဆောင်လည်းပြောတာမဟုတ်ပါဘူးရှင်တန်နိုင်ငံလုံးကိုပြုံးပြတော့ဘုရားကျောင်းတစ်ကျောင်းလုံးပြုံးပြရရတော့အိမ်ကရောက်မပြုံးနိုင်ဘူးကျွန်တော်ကမပြုံးနိုင်ဘူးကျွန်တော်ဆိုအိမ်ကရောက်တော့ကျွန်တော်ကအဲ့ဒါမောပြီလေတော့အဲ့လိုပဲအိမ်ကရောက်တော့ညောင်းပြန်ဆွဲချင်အိမ်ကရောက်ပြန်ဆွဲချင်အိမ်ကရောက်တော့ကျွန်တော်ညနာမှာတော့ကျွန်တော်ခံယူချက်ကကျွန်တော်အပြင်မှာပင်ပန်းလာတဲ့လူတကာကိုပြုံးပြနေရတယ်လူတကာကိုအကောင်းဆုံးဆက်ဆံနေရတယ်အိမ်ပြန်ရောက်လာရင်ငါဘာသာနေတတ်လို့နေမယ်ပြုံးချင်ပြုံးမပြုံးချင်မပြုံးဒါမပြောနဲ့ငါ့ကိုနားလည်ပြရမယ်ငါအပြင်မှာလုပ်များတာသူ့ရဲ့မျောလင့်ခြင်းရတယ်အပြင်မှာဘလောက်ပဲအလုပ်များများအိမ်ပြန်ရောက်သူများတဲ့နှစ်ဆပြုံးပြနေတယ်အဲ့ဒါသူ့ရဲ့မျောလင့်ခြင်းအဲ့ဒီမှာတို့လေးလာနေတာဇာလန်းတွေကလာနေပြီအဲ့မှာစမပြေပါဘူးနေအဲ့ဒီဝင်လဲဝင်ကျွန်တော်တွားနေပြီးတော့နာလုံးတော့အဲ့ဒီအောင်ကိုင်ကျွန်တော်ပေါက်ချပြပါအဲ့ရှင်းလာလေကွာကျွန်တော်မိမတပြက်စီလိမ့်နေပါပြောတယ်ဆရာဒေးဗစ်လာအခုဖြစ်နေတဲ့ပုံဗီဒီယိုရိုက်ပြီးတကဘာလုံးပြလိုက်ခြင်းတယ်အဲ့ဒီချိန်မှာကျွန်တော်ဗာနားလေသွားလဲဆိုတော့ကျွန်တော်တို့ကဝိယုံချုပ်ထားပြီးတော့လူရှိမှတော့အဟုတ်ကြီးဒါကြောင့်ဘာသာရေးသမားတွေအားလုံးဘုရားဘာပြောလဲတဲ့ထုံတုတ်ထားတဲ့အုတ်ကူလေအုတ်ကူရထုံတုတ်တာတော့အပေါ်ပိုင်းကတော့ရေလနာအောက်ထဲမှာအဖို့အပွားနေတယ်ဒီထဲမှာပုံအဲ့ချိန်မှာကျွန်တော်သိသွားကျွန်တော်ပြင်ရမှာအပြင်မမဟုတ်ဘူးအဲ့ဒီမတိုင်ခင်မှာကျွန်တော်တရားဟောချက်တွေအကောင်းဆုံးတွေရေးလဲပြည့်တယ်အကောင်းဆုံးတရားဟောချက်တွေပြည့်တယ်တနေ့ကျွန်တော်ဆူတောင်းနေကျွန်တော်ဘုရားကြောင့်မင်းတရားဟောချက်ကောင်းပြင်တာထက်မင်းနှလုံးသားပြင်လိုက်တော့ရှက်လိုက်တာဘုရားရှိမှရှက်လိုက်တာဟိုတော့ရေးလဲတရားဟောဒီများကျွန်တော်တရားဟောပြတာနဲ့လူများတွေလာပြောပြီးဆရာရေးလဲကောင်းနေဆရာအဲ့တရားဟောချက်ရေးလဲမိုက်တယ်ဒါမှတရားမပြောင်းလဲတရားဟောချက်ကိုနားထောင်ပြီးတော့တို့ရေးလဲကောင်းတယ်ဆရာအော်မိုက်တယ်ကွာဆရာကျွန်တော်လူငယ်တွေရှိတယ်ကျွန်တော်လူငယ်တွေ What's up man အဲ့ဘွယ်တွေညာ What's up man အဲ့လိုလမ်းလျှောက်တဲ့ဘွယ်ဒီကောင်လေးဘာမှမပြောင်းလဲဘယ်တော့မှညီမနေလဲပေါ့ကျွန်တော်ကဒီလိုလုပ်တယ်စားမကျွန်တော်လည်းဝိယုံနဲ့ခါကအဲ့လိုလေးရှော့ရှော့လုပ်မပြောင်းလဲဘူးဒါပေမဲ့တို့လာတယ်အော်ဆရာ
你တရားဟောချက်ရေးလေကောင်းလို့ဆိုဟာတီဘာဟာတီတယ်ဘာမပြောင်းလဲတဲ့ဘာဒါမဲ့အဲ့ဒီနေ့မှာကျွန်တော်ဖျားစကားပြောတယ်မင်းတရားဟောချက်ကောင်းတာပြင်တာတဲ့မင်းလည်းတော့ပြင်လိုက်အောင်ရပါချင်တယ်အဲ့ကျွန်တော်အဲ့ဒီမှာကျွန်တော်ခန္ဓာပေးကိုကျွန်တော်ရေးနဲ့ဖျားရှင်ကျွန်တော်ဆိုကိုယ်ကျွန်တော်လည်းတော့ပြင်လူရှိမှပုံစံကြတယ်ဘုရားခင်ရှိမှပုံစံကြချင်တယ်ဘုရားခင်လူအပြင်ပန်းကိုမကြည့်နှလုံးသားကိုကြည့်လို့ဘုရားဟာလေလုယာတော့ဒီဘုံမောင်ကတော့အားလုံးကျွန်တော်ပြောပြမယ်ဘုရားကြောင့်အဲ့ဒီနောက်ပိုင်းကစပါကျွန်တော်အသက်တာကိုဘုရားရှင်လေးကောင်းချီးပေးတဲ့ခါမှာကျွန်တော်နှလုံးသားကိုပြင်လိုက်တာနဲ့ကျွန်တော်ဟောတဲ့တရားဟောချက်တာလူတွေရဲ့အသက်တာအတိအကျပြောင်းလဲသွားစေခဲ့တယ်ဘုရားခင်မဆာခြင်းအပြင်မြန်မာပြည်မှာဆိုရင်တကယ်ဝင်ကြီးချုပ်တွေကအစကျွန်တော်တရားဟောချက်တွေကိုကြည့်တယ် celebrities တွေအများကြီးပြောင်းလဲတယ်လူစိုးတကိုးကြိုးတော့မပါဘူးနည်းနည်းများတော့အချိန်လောက်သွားတယ်ကြိုးတော့ညောင်များစွာသောသူတွေပြောင်းလဲလာထိုင်းနိုင်ငံမှာမိန်းမပေါင်းညောင်များစွာရိုင်းဝိုင်းခွင့်လို့ဒါအမှန်ကန်ပြောတယ်ကျွန်တော်သူ့ဝနာအာဇာကွင်းသူ့ကိုတက်တဲ့ခံခိုင်းတယ်ကျွန်တော်သူ့ဝနာအာဇာကွင်းရဲ့နောက်ဆုံးရက်မှာလူ3000ကျော်လောက်ရှိတဲ့နေရာမှာအဲ့ဒီနေရာသူတက်တဲ့ခံသွားပါတယ်ကျွန်တော်ထိုင်းနိုင်ငံမှာကျွန်တော်ရှိအဲ့ထိုင်းနိုင်ငံမှာအဲ့ဒီကောင်ကမိန်းမတွေကိုဒီကောင်မလိန်ကောင်ကိုပြောမလိန်ကောင်မိန်းမတွေပတရားချင်းပဲဒီကောင်ရဲထားခဲ့တယ်ကောမကောလူစုလူတသမအမျိုးစုံလုပ်တယ်တရက်အဲ့ဒါကျွန်တော်တက်တော့ကျွန်တော်ပြုပြင်ပြီးတော့ကျွန်တော်ဘုရားခင်စက်ကပ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ထိုင်းနိုင်ငံဘုရားခင်သွားခိုင်းတယ်ကျွန်တော်တက်တော့ကျွန်တော်ပြင်ဆင်မှသွားတယ်ဖြစ်ချင်တော့အဲ့ဒီနေ့မှာအဲ့ဒီကောင်လေးကရောက်နေတယ်အဲ့ဒီအမျိုးသားရောက်နေတကယ်တော့သူကရောက်နေတာကသူကဘုရားကြောင့်လာတာမဟုတ်ဘူးသူကလီဆူမလေးတယောက်ကိုကြိုက်လို့သူကလိုက်လာကြိုက်တယ်ဆိုတော့လည်းဒီလိုပြောပြကြိုက်တာမဟုတ်တကယ်တော့ဘလို့အဲ့လီဆူမလေးကိုသူကအရင်ကြိုက်တော့တနေ့အဲ့ဒီကောင်မလေးကိုသူကဓာတ်ထောက်ကျိုးတုပ်ပြီးတော့သူကခေါ်သွားတယ်ပြီးတော့အိမ်ထဲရောက်တော့အင်ကြီးပေါင်းလေးအကုန်ချုပ်ပြီးတော့သူကကျိုးတုပ်ပြီးတော့မရင်းချင်းတော့ရိုင်းတော့ခွင့်လို့ပါနော်ဒါပေမဲ့ကျွန်တော်ဒီလိုပဲပြောတတ်တယ်ကြာဟိုလာဘာဘလို့တော့မှမသိဘူးလေဟောအဲ့လိုတဲ့ပြောမယ်ကွာရတယ်မလားအကြိုင်းအမြင့်လာပြောတယ်ဟိုစားကျွန်တော်တိုင်းသားတွေသိနာမလဲဘူးဟိုတဲ့ပြောတယ်ကျွန်တော်ဟိုစားတိုင်းသားတွေတစုမှကျွန်တော်သွားပဲတရားဟောတယ်အရေးပြလိချင်းကြောင့်ပြောတာအောက်ကကောင်းပါလေဆရာဘယ်မှာလိတာလဲဗျာအဲ့ဒါကျွန်တော်ပြောနေတော့မင်းလိုက်တော့အဲ့ဒါတော့ပါလို့မင်းလည်းအဲ့ဒါပဲလာမင်းနဲ့ကျူတော့အဓိကကျွန်တော်ပြောတာနှလုံးသားအရေးပြလိချင်းအကြောင်းပြောချင်တာအဲ့ဒါကောမရမယ်ဆရာအောက်ကလည်းဘယ်မှာလိတာလဲဆရာနေတော့မင်းလိုက်ဆိုအဲ့ဒါတခါလေးတဲ့ပြောမှရတာလေတိုင်းသားလေဆိုတာဆိုအဲ့ဒီအမျိုးသားအဲ့လိုမျိုးဆိုတော့ကျွန်တော်လည်းဟလာမသိပါဘူးဒါပေမဲ့အဲ့ဒီအမျိုးသားကသူကအဲ့ဒီကောင်းမလေးကိုကျိုးတုပ်ပြီးတော့သူကအဲ့ဒီကျွန်တော်အဲ့ဒီချိန်မှာအမျိုးသမီးတွေကကျိုးတုပ်ခံတာတော့ဘာမှမလုပ်နိုင်ဘူးဒါပေမဲ့တခုပဲသူပြောတာကျမဖယားသမီးပါတဲ့ကျမအဲ့လိုမလုပ်ပါနဲ့တဲ့ဖယားရှိလူရှိလက်ထပ်မယ်ဆိုတော့အခုကျမယူပါမယ်တဲ့အဲ့ဒီစကားကြားလဲကြောက်ဒီနာဘူးမရင်းကောင်လူတတ်သမားဒီကောင်ကြောက်ဒီကောင်နာတော့ဟဲ့နေကောင်တကယ်ပြောတာနေကဒီလိုနေငါလိုကောင်မျိုးနေတကယ်ယူမှာအကိုဖျားရှိမှကျမတကယ်ယူမယ်ဆိုလူရှိဖျားရှိတကယ်ယူမယ်ဆိုကျမယူပါမယ်ကျမတို့လိုတော့မလုပ်ပါဘူးကျမဖျားသမီးအဲ့ဒီစကားကိုကြားတာနဲ့ဒီနာဘူးကောင်ချက်ချင်းရုပ်ပြောင်းတယ်ရုပ်ပြောင်းလို့မနေအောင်တကယ်ပြောတော့နေပေါ့ကိုကတော့တော့မနဲ့တတ်မှာဟုတ်ကဲ့ပါကိုအဲ့ဆိုအင်ဂျီပေါင်းလေးပြောင်းလို့ကျမဖျားကောင်တော့မယ်လိုက်ခဲ့ပါအဲ့ဒီနေမှာကျွန်တော်လည်းတရားဟောသူကလိုက်လာအဲ့ကောင်မလေးနားမှာသူကဒီလိုနေထွက်ပြေးမှာဆိုလို့လိုက်လာ
သူပြန်ပြောပြမှာကျွန်တော်တက်လာလို့တရားဟောတာသူဘာမှစိတ်ဝင်စားဘူးအရာပေါ်လို့သူအရာစိတ်နေတယ်ဒီကြောက်အရာပေါ်တော့ကျွန်တော်အရာပေါ်တယ်ဒါပေမဲ့ကျွန်တော်အဲ့နဲ့ကျွန်တော်ဝင်လာတာယေရှုခရစ်တော်အရောက်ရှင်ကိုချစ်တယ်ယေရှုခရစ်တော်အပြတ်သားအလုံးချစ်တဲ့ဘုရားရှင်ဖြစ်တယ်။အော်နောက်ဆုံးမှမဒိန်းကောင်လည်းချစ်တယ်လို့ကျွန်တော်မဒိန်းကောင်ပါမှကျွန်တော်မသိဘူး။ဒီကောင်ကလူထိုင်နေတယ်ဗလိမ့်မောဘုရားတကယ်အခါချင်းမှာ attention ဖမ်းယူလိုက်တယ်။တင်းစီယူလိုက်ကြီးနေကျွန်တော်ချစ်ဒီနေ့မဒိန်းကောင်မျိုးလည်းချစ်တယ်ဘုရားခေါ်ရင်ထိုးတယ်ဘုရားဆိုအဲ့ဒီမှာ तू ကငါလိုကောင်မျိုးခေါ်ရင်တကယ်ထိုးပါမှာဆိုအဲ့ဒီ तू နာဘူးစိတ်ပြောက်သွားပြီးအဲ့ဒီမိန်းမောက်တော့မှ तू မကြည့်တော့ပဲလေအဲ့ဒီထိုးတယ်ဘုရားဆိုငါခေါ်ကြည့်မယ်ဒီကတော့ तू ကစိတ်ပြက်ချင်တယ် तू စေးသမားတကောလုံးနဲ့တက်တူးတယ်ပြည့်နေဒီလိုစေးသမားသူအဲ့စီးရတယ်လွတ်မြောက်ချင်တယ်အဲ့ဒီဘဝရနဲ့လွတ်မြောက်ချင်တယ်ဒီမကောင်းတဲ့ဘဝနဲ့လွတ်မြောက်ချင်တယ်အဲ့စိတ်နှလုံးယူတကယ်ပြောင်းလဲနိုင်ရဆိုရင်ကျွန်တော်ယုံခေါ်ထူးတယ်ညီစာမှာပဲကျွန်တော်ဘောနဲ့စွတ်တောင်းပြီးသူလည်းအောက်ကနေသူကရေရိုးလေးပဲသူခေါ်လိုက်အဲ့မှာတရှင်တော်ဝိညာဉ်တော်တော့တကူတော့ပဲလုံးဝမာကျော်တဲ့နှလုံးသားချက်ချင်းကောင်းကောင်းလို့မို့တယ်အကြည့်ကြရရဆက်ဆက်မို့အဲ့ဒီကျွန်တော်ထွက်ခိုင်းလို့သူလည်းထွက်လာတယ်ယောဂတော်လည်းဒီလိုမျိုးလို့သူလို့ဆိုင်သူကလည်းချစ်စရာကောင်းကိုတယောက်ချစ်စရာကောင်းအကောင်လည်းကြီးကောင်းလာရှိတော့ဆွတောင်းပြီးဟိုအသက်ကလုံးဝပြောင်းလဲသွားပြောင်းလဲပြီးတော့သူမှဖြစ်သွားတယ်ဆိုတော့ဟိုတော့မိမလို့ချင်လို့ဖျားကြောင်းလာတာပါအခုတော့ဖျားရပါအဲ့ဒါသူတရားဟောတော့သူမှလုပ်တယ်ဆရာဆန်ပြောရဲ့ကျွန်တော်ခွေတွေအားလုံးသူဝဲပြီးတော့လူမြောက်သူရဲ့လူမိုက်အေးဝင်ကြီးပြောပြမယ်လူမိုက်အေးဝင်ကြီးနောက်ရထုတ်ကြည့်နိုင်ထဲရတာတော့တွေ့တဲ့နေရာအဲ့ငါခွေကိုပြင်ဖျားကြောင်းမင်းဖျားကိုသိချင်ဘူးကြည့်လားမကြည့်လားဒါပြောမကြည့်ဘူးလေမကြည့်ချင်လားဟုတ်ငါလကားပေးတော့မင်းရဲ့ကြည့်ချင်လကားပေးမယ်မင်းအားနာပါလားမရှိဘူးကြည့်မှပြောကိုကြည့်ဒါဆိုမကြည့်ပြပြီးတော့ရောက်ကိုကားမလို့သူရဲ့အိမ်ဝင်ကြီးရဲ့တမျိုးအဲ့ဒါနဲ့ပြောင်းလဲတဲ့ကောင်နဲတာဟုတ်ဘုရားကျန်အောင်ကိုရလုံးနိုင်တယ်ဘုရားမကြည့်လူတွေပြောင်းများစွာပြောင်းလဲနေပြီဟိုအပြင်ကလူတွေမရင်းကောင်းနေဈေးသမားတွေပေါက်ခဲရတွေကုန်ပြောင်းနေတယ်မပြောင်းလဲတာဘုရားကြောင့်ပုံမှန်တက်နေတဲ့ဘုရားကြောင့်အပွဲတွေတကယ်ဘုရားကြောင့်ပုံမှန်တက်ပြီးတော့မှစိတ်ပေါပြီးတော့မှဘုရားတကယ်ပြောတာဒီထဲမှာကျွန်တော်ပြောပြဟောက်ရင်ပြင်ွာဟောက်ရင်ပြင်မနာနဲ့ဟောက်ရင်ပြင်လိုက်တေတာသမီးရောတေရောအကုန်ကောင်းကြီးဖြစ်သွားမယ်ကိုလည်းမဟုတ်ဘူးပြင်လည်းမပြင်ချင်ဘူးနာပြောတော့လဲနာသေးတယ်ဘယ်လိုလဲကွယ်ပြင်လိုက်ကောင်းကြီးဖြစ်သွားတတ်စီမြေဆက်ကောင်းကြီးဖြစ်သွားဒါပေမဲ့ကျွန်တော်မားပြီးကျွန်တော်လာပြင်ရတယ်ကျွန်တော်ပြင်ခန်းတယ်အပြင်ခန်းတယ်ဟိုကလေးပဲလာပြင်ရတယ်ကျွန်တော်ခံယူဖို့စင်သိတယ်ဘုရားနဲ့ပတ်သက်လာတယ်ဘုရားနဲ့ကျွန်တော်လည်းကြားတယ်မှာအကုန်ရှင်းထားခြင်းတော့ညီကောင်မောင်မတို့ဒီဘုရားသခင်ကကျမ်းမာခြင်းကိုပေးရှင်တယ်ဘုရားတော့ကျမ်းမာခြင်းကိုပေးရှင်တယ်ဘုရားကျမ်းမာခြင်းကိုပေးရှင်တယ်ဘုရားဖြစ်တယ်ဟာလေလုယာအာမင်
အာမင်ကျမ်းမာရှင်ပေးရှင်တဲ့ဘုရားပထမချက်ဘာနဲ့ယူရလဲဆိုတော့ယုံကြည်ခြင်းနဲ့ယူရတယ်ငါကောင်းမကောင်းတာ12နှစ်ပတ်လို့တွေ့တယ်နော်ဆွဲတဲ့အမျိုးသမီးကတကယ်တော့သူတို့ခေတ်သူတို့ကာလမှာသူမြောက်သွားတော့လို့မရဘူးဘာကြောင့်လဲဆိုတော့သူ့မှာအမင်္ဂလာရှိလို့ဒီယောဂဖြစ်နေတာဆရာဝန်စိတ်ကူပြီးပြောက်လားမပြောက်ဘူးငွေကုန်တယ်ပတ်စံတွေကုန်သွားပြီအဲ့ဒါပစ္စည်းတွေကုန်သွားပြီဆရာဝန်ကုန်သွားပြီအကုန်ပြီးသွားပြီဘာဖြစ်တော့ဆိုရှင်းရှင်းလေးပဲမင်းချိန်သာခံထားတယ်မင်းမမင်းဘယ်သူမှမထိနဲ့မင်းရဲ့ချိန်ချင်းနဲ့ငါတို့ထိဆိုသူများသွားတော့ရင်သူများကခင်းနဲ့ပေါက်တက်လို့ရမောရှိထုံးစံရမင်းရဲ့အမင်္ဂလာတွေငါ့ကိုလာတော့ထိတဲ့အတွက်ကြောင့်မင်းကိုခင်းနဲ့ပေါက်တက်လို့ရအဲ့လိုဒါပေမဲ့ဒီမိန်းမကအိမ်မှာဘသူကြောင့်ကြားလဲဆိုတော့ယေရှုကြောင့်ကြားတယ်ယေရှုကြောင့်ကြားလဲကြားအိမ်မှာနေကိုတော့ကျွန်မစီလိုက်တက်ကောင်းပါပဲနော်ဖျားကတိပါလေတမဲရောလည်းပါညာပေါ်နော်အဲ့လိုမျိုးဘာဖြစ်လဲသူချက်ချင်းသူထားချင်းထားတော့မယ်ကိုရထမရောက်တော့မယ်ယေရှုအမိုင်းအဖြစ်ဖြစ်တယ်ယေရှုခရစ်တော်ငါတို့အဖြစ်ဖြစ်တယ် He's my answer ငါရဲ့အဖြစ်ဖြစ်တယ်ငါသူ့ကိုဘွားတော့တူကိုရောတိတော့မသိဘူးသူစိတ်လည်းမဝင်စားဘူးကိုရောဒါမဲ့ကျန်ချင်းလေးတော့ပြောတယ်မက်သျူးတော်လည်းငယ်သေးလို့ရအောင်လာလို့တော့သူတိုင်းလာနိုင်ကြဒါနှစ်ချင်းကိုရတဲ့ကိစ္စတောင်ပေါ်တောင်ရထိုးတဲ့တင်တော်များလွယ်လောလမ်းလွယ်တော်သူအားချေဖျားခင်ခေါ်မူလေလာလို့သူတိုင်းလာနိုင်မယ် Hi you got it man Hey you from Baptist isn't it Oh that's why you can play man I forgot you're Baptist man Okay. One more. La lo do tu dai, la nai chao chui cho, down boat down ya chu the day no padre le. Yesu ya the Yesu ya padre le. Ting ya atta me ma ting o tu mya ne me appiat ta me ya ni talau ya tau ni da me ya ba ma kaung myo pe da kaung mo ni ya ni te da me kaung le su kaung le ni o phaya na daw ma mo di lo kaung myo ni po pyaung le ni tu a ya daw chin lo tau ni da mo bu phaya chaw pon man da pi do ma saka mya ani ni tauk ya ni phit ne phwe ni ji lo ngါဖျားကြောင့်မတော်ပဲအရက်တောက်နေတာပူကောင်းတယ်။ဘာလို့ဆိုငါဖျားကြောင့်မတော်ရင်ငါသူများတင်းလည်းမလုပ်ဘူးသူများမကောင်းကြောင်းလည်းမပြောဘူး။ရံလည်းမဖြစ်ဘူးဖျားကြောင့်မစကားလည်းများကြကြောင်းမရှိဘူး။ဘာသာတော်ရက်တော်လေးရှိ။အဲ့ဝဲယူရကြတော့ဖျားကြောင့်လာတယ်။ဖျားကြောင့်မဟုတ်တော့ထားပြီးတော့တရားဟောရဲ့အိမ်ငိုက်ပြီ။အာမင်အာမင်Amen. Thì cái đó khó chả đó ít ngày tôi là tích thóc hẳn lúc đi nào khi đi nào thì cái đó em bám mình ya trong mà anh được iman đi mà rồi về chỉ màပြန်thang là rồi amen see you next week bye bye God bless you anh mà phía trong mà tất đến đủ từ tuyển từ vào tập phiêu rồi hè nên phía này quý này thì là phía trong đi bàn đi làm phía trong mà tất đến đủ phía trong tất đến rồi nên phía này quý này bây giờ tôi phía mà có phía trong mà ngốt tụt thành là phía này quý này sao như có món mà rồi giao xin này tất cả phía xin à thì lưu đây một chiếc đẹpအရေးကြီးတာဘုရားကျောင်းမှာထိုင်နေတဲ့သူတွေဘုရားကျောင်းပြင်မှာရှိတဲ့သူတွေဘယ်နေရာမှာပဲရှိရှိအရေးကြီးတာတင့်နှလုံးသားကဘုရားနဲ့တကယ်မိတ္တဟာယရှိပြီလား
တကယ်ဖယားနဲ့တော့ထိရင်းနှီးမှုတွေရှိကြလားဘွေပါလို့တော့အပတ်တိုင်းအော်အဲ့ဒီဘွေပါနဲ့တကယ်ရင်းနှီးပြီလားဘွေပါoh ဘွေပါဟာလေလုယာဘွေပါဒီတကမှာဘွေပါပဲရောက်နေတယ်မသိဒီဘွေတော်များများဘွေပါဘုရားကျောင်းမှာစတင်မှာပဲထားခဲ့တယ်သူတို့ဖရားလေစန္ဒီဖရားလေဘာဖြစ်လဲစန္ဒီမှာပဲဖရားငုတ်တို့ထိုင်မှာငေါ့မနိုင်လားရှိခိုးကြ2နိုင်45မှာလားရှိခိုးမှာโอเคဒီထိုင်စား9နိုင်ချက်ပြီးတော့ဘိုင်ဘိုင်ကိုရိုနေခဲ့ကျန်တဲ့မနေခဲ့နောက်တစ်ပတ်ပြန်လာရှိခိုးမယ်နော်အိမ်မလိုက်လာနဲ့အိမ်မှာပြီးရတော့ဘာသာရေးထဲမှာတော်ပြီဘာသာရေးထဲမှာတော်ပြီတနည်းငယ်ဘုရားကြောင့်တက်ရုံနဲ့အဲ့ဒါခရိယာဘာသာရေးသမားတွေဘာတိတ်တယ်မှမရှိဘူးဒါပေမဲ့ဘုရားနဲ့တကယ်ဆက်သွယ်ရှိတဲ့သူတွေတနည်းလာနေလေကိုရောကိုယ်ကိုယ်တယ်အင်္ဂါနေ့လေကိုရောကိုယ်ကိုယ်တယ်နေ့တိုင်းဟာကိုယ်ကိုယ်စရာအကြောင်းတွေဖြစ်နေတယ်ဟာလေလုယာအညီကောင်မောင်မတို့နားလဲပါဖယားနဲ့ပတ်သက်လာနှုတ်ကပတ်တော်နဲ့ပြက်ရက်တည်တတ်ပါစေโอเคညီကောင်မောင်မတို့ယေရှုခရစ်တော်စီကိုယုံကြည်ခြင်းနဲ့တိုးဝင်လာတဲ့အမျိုးသမီးစနေပါလို့တူတူနာဆွဲတဲ့မျိုးပြီးအနာရောဂါငြိမ်းတယ်အဲ့ဒီအမျိုးသမီးကသူများသူ့အပြစ်သားလို့လက်ညှိုးဝိုင်းထိုးခံထားတော်သူဖြစ်တယ်ဒါပေမဲ့သူသိတာကအပြစ်သားကိုချစ်တော်ဖယားဒါပေမဲ့အခုတော့ပြောမယ်အပြစ်လုပ်ဖို့အားပေးတဲ့ဖယားတော့မဟုတ်ဘူးအပြစ်ကိုမုန်းတဲ့ဖယားဒါပေမဲ့နောင်တနဲ့ပြန်လာတဲ့အပြစ်သားတိုင်းကိုချစ်ပြီးတော့မှအဲ့ဒီအမင်္ဂလာဖေရှားပေးတဲ့ဘုရားရှင်ဖြစ်တယ်ဟာလေလုယာအပြစ်သားကိုဘုရားအယံချစ်တယ်ဒါပေမဲ့အပြစ်ကိုတော့မုန်းတော့ဘုရားဖြစ်တယ်ဒါပေမဲ့အပြစ်ထဲမှာတရားဟာလားဒီအပြစ်ထဲမှာကြည်ကြည်နက်နက်ကြီးတင်ပျော်မွေ့နေမယ်ဆိုရင်တော့တင့်ကိုချစ်လုံးတဲ့အတွက်ဘုရားကအဲ့ဒီအပြစ်ထဲကနေတင့်ကိုလောင်တရဖို့တော့တင့်ကိုချစ်တော်မူတော်သူကိုဆုံးမမယ်နှစ်သက်တော်မူတော်သားကိုဓာတ်ခတ်မယ်အဲ့ဒါကချစ်လို့ဒါပေမဲ့တခုတော့ရှိတယ်တင့်ကိုလေမှားရင်ချက်ချင်းရိုက်တဲ့ဘုရားမဟုတ်မေတ္တာနဲ့ဆွဲခေါ်တဲ့ဘုရားအရင်ဆုံးဆွဲခေါ်တယ်ဘုရားတင်မားနေပြီမလားတင်းကိုဘုရားဆွဲခေါ်တယ်ဘယ်လိုဆွဲခေါ်လဲတဲ့လားမင်းဘုရားနဲ့မားနေတော့မှမင်းအလုပ်လေးပေးလိုက်သေးတယ်လကကောင်းကောင်းပေးလိုက်သေးတယ်အဲ့ဒါကိုသူထင်သွားတာကငါမကောင်းတာလုပ်လဲငါအလုပ်ရတာပဲငါမကောင်းတာလုပ်လဲငါကလုပ်ငန်းကောင်းကောင်းရတာပဲမထင်လိုက်နဲ့ညီကောင်မောင်တို့တင်မကောင်းတာလုပ်တော့ဘုရားအားပေးတာမဟုတ်ဘူးမြစ်တာကိုပြတာမင်းမကောင်းတော်ညာနဲ့ငါမင်းပေါ်မှာကောင်းတယ်နော်မင်းမကောင်းတော်ညာနဲ့ငါမင်းကိုချစ်နေတယ်နော်မင်းမကောင်းတော်ညာနဲ့ငါမင်းကိုမြစ်တာပြနေနော်အဲ့ဒါကိုနားလေပြန်လာပါမင်းမကောင်းတာလားမငါတော့ကောင်းကြီးပေးတယ်ဆိုရင်မင်းကစီပြန်လာငါတာရွေးကောင်းကြီးပေးမယ်မဟုတ်ဘူးလားဆိုတော့သိသိချင်တာအဲ့ဒီမြစ်တာကိုကျွန်တော်နားလေသွားလို့ကျွန်တော်ပြောင်းလဲသွားတာကျွန်တော်ဆုံးမချင်မခံလိုက်ရဘူးဘာလို့ကျွန်တော်မကောင်းတဲ့ဘုရားအရာကောင်းတာသိလာတဲ့အခါဘာဖြစ်လာလဲဆိုတော့တနေ့ကျွန်တော်တော်လေးမကောင်းပါဘူးကျွန်တော်တော်မကောင်းတဲ့ကောင်မှာပြောရင်တော့အများကြီးမကောင်းဘူးမပြောတော့ကျွန်တော်မိမလည်းရှေ့ဆုံးကောင်းဘူးအတိတ်ကရတယ်ထားခဲ့တယ်ဒါပေမဲ့ကျွန်တော်ဘလောက်ပဲမကောင်းခဲ့ပါစေကျွန်တော်မကောင်းလို့အားကြီးလို့ကျွန်တော်ဘုရားကြောင့်လေးတော့ပုံဝင်ရဲတဲ့သူတယောက်ပါတေဟုတ်ဆရာနဲ့လည်းရဖြစ်တယ်ဘုရားကြောင့်ခုန်နေလည်းရိုက်ချုပ်လိုက်တယ်မျိုးစုံကျွန်တော်လုပ်ခဲ့တဲ့ကောင်ပုတ်ခရကြီးပဲလုပ်တယ်နောက်ဆုံးဘုရားကြောင့်ကျွန်တော်ဝင်လိုက်ပြဿနာရှာမဲ့ကောင်းဆိုတော့အဲ့လိုမျိုးပဲတတ်မှတ်ခါတော့နောက်ဆုံးသူတို့မျက်စိတွေကျွန်တော်မခံနိုင်တော့သူတို့မျက်စိတွေကျွန်တော်ဒီကောင်လာဘယ်သူမှကျွန်တော်ကောင်းကောင်းမကြည့်တော့အဲ့မှာကျွန်တော်အရာစိတ်မကောင်းဒါနဲ့ကျွန်တော်အမြဲတမ်းကျွန်တော်ပြင်မှာပဲနေတယ်အဲ့နဲ့တည်းကျောင်းတကယ်ကြီးတယောက်ကျွန်တော်ခေါ်တယ်ကြောင်းလိုက်ခဲ့ပါကွာရောက်ငါတော့ချင်ကွာလို့ငါ့လူတွေကမျိုးစုံကြည့်တယ်သူပြောစကားရအောင်တကယ်ကျင်းတယ်မင်းလူတွေကြည့်တာမင်းကမဆိုင်နဲ့
လူတွေမြင်တဲ့မြင်နဲ့ဖျားမြင်တဲ့မြင်မတူဘူးကွာဟာကြောက်တယ်ပြောစကားမင်းတို့လူတွေကမြင်တဲ့မြင်နဲ့ဖျားမင်းကိုမြင်တဲ့မြင်မတူဘူးတဲ့မင်းလာပါကွာတဲ့အားနဲ့ကြော်လိုက်တာနဲ့လိုက်သွားဝင်ဝင်ချင်းကွာအဲ့ဒီဆရာကွာအပေါ်ကနေလေဟောကျွန်တော်တို့ဟောတာမဟုတ်ပါဘူးတခါလေးမှဒီဖျားတကယ်ပေါ်ပြတော့ဟောနေလို့တင်းကိုထိသွားတယ်တင်းတွက်လို့ယူလိုက်ပါအဲ့တင်းကိုဘုရားပြောနေတာပဲချစ်လုံးတော့ပြောနေတာအပေါ်ကတင်းဆရာဘယ်လိုသိမှာလဲမသိပါဘူးအဲ့ဒီဆရာလည်းမျက်လုံးပြပြနဲ့ကျွန်တော်လိုပဲတဲ့ဈေးလေးပေါ်တာမင်းတို့ပြစ်တယ်ဘယ်တော့ပဲကြီးပါစေတဲ့ဖယားရဲ့မေတ္တာကအဲ့ဒီအပြစ်ကိုဖုံးအောင်နိုင်တဲ့မေတ္တာဖြစ်တယ်ပြောရစကားမင်းပြစ်တယ်ဘယ်တော့ပဲကြီးပါစေဖယားမေတ္တာမင်းအပြစ်တဲ့တာမြည်ကြီးတယ်သူပြောစကားသိလားမင်းဒါမေတ္တာဒီခတ်သိမ်းတော့ရအောင်ဖုံးအောင်တတ်တယ်ဆိုရလားမေတ္တာဒီခတ်သိမ်းတော့ရအောင်ယုံတတ်တယ်မေတ္တာဒီခတ်သိမ်းတော့အရာကိုဟာလားဖုံးအောင်တတ်တယ်ဆိုကျွန်တော်ရဲ့မကောင်းမှုတွေအားလုံးကိုဖုံးတော့ချစ်ပေးတဲ့ဖရားဖြစ်တယ်ဆိုတော့ကျွန်တော်အမှချစ်ချင်းသိတယ်ကျွန်တော်မခံစားနိုင်ဗျာကျွန်တော်နှစ်ချင်းလေထွက်ဆက်ကတာပါလေမလုပ်ဘူးလေဟိုခုံမှာပဲထိုင်တယ်မတက်ထားတာတော့တော်တော်များနေတယ်အကြိုက်ထားခိုင်းအရင်စိတ်ဆိုးလာပြီတချစ်တော့မို့ဆိုတော့ပြီလို့နှစ်ချင်းอ่ะထောက်ဖို့တော့ခဏပေါ့တော့ဆိုရင်ဒီလိုမျိုးလေအဲ့လိုမျိုးလေအခုဒီမှာလောက်တဲ့ပုံစံမျိုးအဲ့ဒါဆိုကျွန်တော်စိတ်ဆိုးဆိုးဘာလို့အရင်ကြာတော့လိုပဲကျွန်တော်လုပ်နေတာအရင်ကြာတယ်ခံတယ်ဆိုတော့အဲ့နေ့ကကျွန်တော်လုံးဝပါမအာယုံတော့ဘာဖြစ်သွားလဲဒီကျွန်တော်ဖရားရဲ့မြတ်တော်အမှခံစားကြောပါတိပါဘာလို့မကောင်းလဲတော့ဖရားအရင်ချစ်တယ်တော့ကျွန်တော်ပြောရတယ်လူကအရင်ချစ်တယ်ဘယ်မှာဘာပဲလို့သူစိတ်ကတော့အရင်ချစ်တယ်အရင်ချစ်ပြီးတော့မေတ္တာပေးမေတ္တာပြလို့ဆွဲခေါ်တယ်ဗျာမေတ္တာပြလို့ဆွဲခေါ်အဲ့ဒီကျွန်တော်အဲ့ဒီမေတ္တာကိုခံတဲ့ခံစားတော့ကျွန်တော်အရာဒါနဲ့အဲ့ဒီဆရာတရားဟောလဲဟောပြီးအရှိမထွက်လို့စက်ကချင်တယ်ထွက်ခဲ့ပါကျွန်တော်ကဘိုးတော်ကကျွန်တော်အဖွဲတယ်အဲ့လိုစက်ကဖို့ထွက်ကျွန်တော်ပြန်ဆောက်ဆွဲတယ်ပြန်ထားမင်းရနေချင်းချော့အဲ့ဒီနေ့ကျွန်တော်ဘာဖြစ်သွားလဲကျွန်တော်ဘလိုင်းရှိထွက်တယ်ဒါနဲ့ကျွန်တော်လူမိုက်တော့ကကျွန်တော်လူမိုက်ကောင်းဆောင်ပြီလူမိုက်တော့ကလည်းသူ့ကောင်းဆောင်ထွက်တော့သူလည်းလိုက်ရှိမထွက်လာဘူးကျွန်တော်စက်ကကြအဲ့ဒီနေ့ဆက်လို့ကျွန်တော်ဘဝကြီးတစ်ခုလုံးပြောင်းပြန်တယ်ကျွန်တော်ဘုရားကိုင်ဖမ်းတယ်ကျွန်တော်ဘုရားကိုင်ဖမ်းဒီလိုအတွေ့အကြုံမျိုးတွေရရှိချင်တယ်အရောက်စီတိုင်းလေတပတ်တစ်ခါဖျားเจ้าတွေတော့လာနေတာပဲဗျာလာနေတာပါပဲဝိจิตတန်းကြီးလာတာပေါ့နော်ဖျားเจ้าလာရင်အမြဲတမ်းနိုင်ကြည့်တဲ့ပွဲတွေရှိတယ်ကြာမယ်တင်းအစတယ်မလာပါနဲ့လားမဟုတ်ဘူးလာလဲလာတယ်နိုင်လဲအမြဲတမ်းကြည့်တိတ်ကြလာတော့ဆရာမြောက်ကြာရင်မလာနဲ့လေမလာနဲ့ဆိုလဲမလာတယ်ဘာကြောင့်လဲဆိုငငယ်တွေက तू ကတနင်းကိုဖျားကြောင်းတက်တဲ့အကျင့်ပါတော့တော့အကျင့်နဲ့လာတော့တနင်းကိုမသွားရရင် तू ကဖျားတယ်လို့ပါလို့လည်းဒီလိုထဲတော့ကောင်းတယ်ငါဖျားတဲ့ကောင်းမှရှိတယ်ဒါလေးတော့သိဒီဟာတွေအားလုံးထားခဲ့တယ်2017ခုနှစ်မှာဖျားတဲ့ခင်တင်းစကားပြောချင်တယ်ဆက်ကြောလာတင်းကိုဖျားရှင်တာလက်ကိုဆွဲတိုင်းပြီးတော့2017ခုနှစ်မှာတင်းသွားမယ်လားဒီလိုခေါင်းပေါင်းဖျားရှင်ဒီစံတော်ဝါနဲ့ဘယ်သွားလို့သွားမှမသိတဲ့အတက်တာမျိုးဘာလို့လို့မှမသိတဲ့အတက်တာဩစတြေးလျမှာဟုတ်တာဘောနော်ဩစတြေးလျမှာအလုပ်လေးလုပ်လိုက်ပြန်လာလိုက်ကြက်လေးခုတ်လိုက်ဟိုဘာလေးခုတ်လိုက်နေဟိုသူ့မှပြောပြတာပါကျက်အဲ့ဒါဟိုစိတ်မှာသွားလုပ်လိုက်ဟိုဘာလုပ်လိုက်ညာလုပ်လိုက်ဒါနဲ့ပဲဘဝပြီးသွားတော့မှာလားမဟုတ်ဘူးဖခင်မှာတကယ်အကျဉ်းစီရှိတယ်
ကျွန်တော်လည်းကနေဒါမှာကျွန်တော်အလုပ်လုပ်ခဲ့တယ်လူကျွန်တော်အများကြီးလုပ်ခဲ့တယ်နော်အမျိုးစုံလုပ်ခဲ့ပြီးပြီကနေဒါရောက်တော့အမှုတော်ဆောင်ဖို့ပါပဲကနေဒါရောက်တော့မိမဘိုက်ကကြီးရော sorry ဟောကိုဝင်ရတာပေါ့နော်ကိုဝင်ရတော့ကိုဝင်လေကိုပဲလုပ်ကြရတော့မှာပေါ့ဒါနဲ့နိုင်ငံခြားရောက်ရှင်ဘာလို့ဒီကျွန်တော်အင်္ဂလိပ်စကားလည်းမတတ်ဘူးဘုရားကျေးဇူးတော်ဒီနေ့ကျွန်တော်လေအင်္ဂလိပ်လိုတရားဟောတာကျွန်တော်ဖတ်တာကျွန်တော်ပြန်ကြည့်လို့ကျွန်တော်တော်တော်အော်နေပါရကျွန်တော်ကနေဒါဆက်ရောက်တာဘာစကားမှမတတ်ဘူးသူများလာပြောတယ် how are you doing ကျွန်တော်အဲ့မနက်ကအလုပ်ခသွားတာ how are you doing နဲ့ကျွန်တော်ဘာစကားမှကျွန်တော်ပြောတာ how are you doing ကျွန်တော်ပြောတော့ doing ဆိုတော့ how are you ဆိုတော့ကျွန်တော်သိတယ် how are you ဆိုတော့ကျွန်တော်အသေးချက်ထားပြီးသား how are you ဆိုရင်ကျွန်တော်ပြန်ဖြေမှာ I find that you and you how are you I find that you and you ဒါပေမဲ့အဲ့ဒီကသူမေးတာ how are you လို့မမေးဘူးပါ how are you doing နဲ့ကျွန်တော်မြန်မာပြည်ကတွေ့က doing ဆိုတာအလုပ်လုပ်တာလားဗောအဲ့တော့ကျွန်တော်က zealous ဆိုတဲ့ဥစ္စာမှာအလုပ်လုပ်ဒါနဲ့ how are you doing နဲ့ I work as zealous အလုပ်ဒီတော့မှကျွန်တော်စဉ်းစားအရှိမ how are you လို့ပါတယ်လို့ doing นี่တလုံးပဲပါလာဆိုတော့ဟာကျွန်တော်ရှက်ပြီကျွန်တော်ဖြေလိုက်တာမှားသွားတော့သူကျွန်တော်စကားမပြောတော့သူကဘာလို့စကားမပြောလဲကျွန်တော်သင်္ကန်းစာရှိထားဘူးတဲ့ချင်းညီကိုတရားရှင်းတော်မှာဆင်းလာမန္တလေးကနေရန်ကုန်သွားမဲ့ရထားပေါ်မှာတညလုံးမှာဗမာလိုကျင့်တယ်ဒီချိန်ပဲငါကျင့်ကြရှိတော့ငါဘေးနားမှာထိုင်တဲ့သူတွေ့တာနဲ့ငါဗမာလိုစပြောမယ်တညလုံးမအိပ်ပဲနဲ့ပြောမယ်ငါဗမာလိုကျင့်ရောက်လာတာဘုန်းကြီးဘုန်းကြီးကဟိုစားတယ်သင်္ကန်းတွေပါလာထားသူကစကားပြောချင်တော့ဘယ်ကနေစပြောမှမသိဘုန်းကြီးခေါ်လာတဲ့ဘုန်းကြီးလေဘုန်းကြီးကလေးမပြောရှိဘူးအဲ့ဒါဘုန်းကြီးရဆိုင်ဆိုတယ်တလားလို့စကားမပြောတော့ကျွန်တော်လည်းအဲ့အတွေ့အကြုံရှိထားဘူးလို့သိထားဘူးလို့How are you doing? So I work as a lawyer. The law charges. And I do you know sagaw ma pyo lo. Let jo do nga du ku ma bi tin le lo. Ayan shat lo lo le. ကျွန်တော်မှတ်တိုင်မရောက်ခင်ဆင်းလိုက်တယ်ကျွန်တော်အရင်ချက်လို့အဝေးပြန်လာရှောက်ပါတယ်သူရှိမှကျွန်တော်အရင်ချက်တယ်ကျွန်တော်ဒါနဲ့ကျွန်တော်မှတ်တိုင်မရောက်ခင်မဲ့အဲ့ဒီမှတ်တိုင်မှာကျွန်တော်ဆင်းလိုက်တယ်ကျွန်တော်ရောက်သွားတယ်ကျွန်တော်လုပ်တဲ့အလုပ်ပါနဲ့တလားပါမဖုတ်တဲ့စိတ်ကျွန်တော်သူများတင်ထားပေးတယ်နေအလုပ်ရဖို့လေဘယ်တော့မှမလုပ်တော့ဘူးမကြိုက်တော့ဘူးမပြောနဲ့လုပ်တတ်တယ်ပဲပြောဆိုကျွန်တော်လည်းအမအင်တာဗျူးလုပ်တယ်လား yes I can do it ပါမဖုတ်တာပဲလေကျွန်တော်ဖုတ်တယ်တော့ပြောလိုက်အဲ့ဒီနေ့မှာပါမဖို့တဲ့ခါလေးကျွန်တော်ထည့်လိုက်တဲ့ကျွန်တော်ဘာပြောလဲအဲ့ဒီ Canadian Australian so not Australian accent but Canadian accent ကြောင့် Canadian accent တမျိုးစကားလုံးဒီမှာကျတော့စကားထူထူကြီး How you doing today Today so ငါပဲသိရတော့မလားပါလားဆိုတဲ့ခါဟိုမှာကျတော့တမျိုးဟိုမှာကျပြန်တော့တမျိုးဟိုမှာကျပြန်တော့လာတဲ့ပုံစံကဆိုတော့သူကမင်းလုပ်တယ်နော် Yeahအဲ့ဒါသူပြတယ်ပါမောအောင်ဟောစားလေးဂျုံမုံတွေပါမောတွေအများကြီးလေဒီစဖန်ဆွေစတဲ့စီကဒါပါလေကျွန်တော်ဆွေအဲ့ဒါကျွန်တော်ချာဘာတွေပြောမှလည်းမသိကျွန်တော်ရေးတယ်တော့စိတ်ကောင်းတယ်ဘုရားခင်ကျွန်တော်မစားပါလေလူတွေပဲကျွန်တော်ကျွန်တော်ဘာမှမမီကိုတော့ဘာလဲဒါတွေကဘာလဲကျွန်တော်မသိဘူးဟုတ်ပဲဒါနဲ့ကျွန်တော်ဆုတောင်းပြီးတော့ Okay you got it yeah I gotပြီးလဲပြီးတော့ဆူတောင်းလို့ထဲဆူတောင်းလို့ရှောက်ထဲရုံမုံနဲ့ကော်မုံမှားတယ်ပေါင်မုတ်ကတည်းတိုက်ဖို့မပြောနဲ့တောင်းအဲ့လိုခောက်လို့ရဟုတ်လားကျွန်တော်တရက်ထဲနဲ့အလုပ်ပြုတ်သွားတယ်တရားတယ်
ကျွန်တော်အလုပ်ခိုင်းလို့ရတဲ့နေ့မှာကျွန်တော်မိမကြော်လိုက်တယ်အေးမိမရေမပူနဲ့ကလေးတော့ပူတော့အလုပ်ရအဲ့နဲ့တည်းရဲ့တဲ့ပေါင်မှုတွေတောင်းတာတော့ထွက်လာတယ်ပြန်လာတယ်ရတဲ့ကျေးဇူးတင်တဲ့ဒီမိမအလုပ်ပြုတ်လာလေအေးစေးပဲတည်တယ်သူနားလည်းသူယောက်ျားသူယောက်ျား how are you I find thank you နဲ့ထွက်လာတယ်သူကောင်းပြီအဲ့ဘဝနဲ့ကျွန်တော်လာတာနောက်တနေ့ကျွန်တော်သွားတယ်ကျွန်တော်ဘဝကပြောပြအောင်နိုင်ငံခြားရောက်တော့ကျွန်တော်တို့တွေကနိုင်ငံခြားမှာဒီ last name နဲ့ first name တွေကျွန်တော်မှရှိမှမရှိဘူးဒီအချင်းတွေမှာတော့ရှိမယ်လေကျွန်တော်မှမရှိဘူး first name ဆိုပါလေတဲ့ကျွန်တော်အရှိတော့ဟောက်ထဲတယ်ဆို last name ပါလေကျွန်တော်ပြင်နာမည်လာဆိုလာဆိုကျွန်တော်နာမည်ပြောက်သွားတယ်ဒီနေ့ပြောက်သွားပြီကျွန်တော်မသိဘူး तू က first name နဲ့ last name နဲ့ခေါ်တာကိုကျွန်တော်ကလည်းမသိဘူး what's your first name ဆိုအရှိတော့တလုံးထဲတယ်ဆို last name ပါလေ last ဆိုတာအနောက်ဆုံးမှာပြင်မလားဆိုချတယ်ကျွန်တော်အလုပ်တော့ရှောက်ပေါ့အဲ့ဒီမနက်အလုပ်တော့ရှောက်မနက်မှာရောက်တော့တရားပြီးတော့ကားပေါ်ခေါ်တင်တယ်စက်ရုံခေါ်သွားဖို့ခေါ်တင်တယ်ပြောပြီးတော့ကျွန်တော်မခေါ်ဘူးကျွန်တော်စိတ်မကောင်းဘူးဒီကတော့ကျွန်တော်ခေါ်နေတယ်မစ္စတာလာကျွန်တော်တခါမှမစ္စတာလာဆိုကျွန်တော်မခေါ်ဘူးကျွန်တော်ဘေဘီတက်တော့ခေါ်ခဲ့တယ်မစ္စတာလာဆက်တာမသိဘူးဘေဘီကိုခေါ်လာတယ်ပြုံးလာလာနေများရှိတော့ရှောင်းနေလာပါလေဆက်မရှိတော့ပြုံးဆိုကျွန်တော်လည်းလာတော့မခေါ်လို့ဒီနေ့စိတ်ကောရှိကမှတကယ်မကောင်းတာနဲ့ရှိတဲ့အင်္ဂလိပ်ပြောစိတ်ဆို Are you Mr. La လာတော့လာအဲ့မှာကျွန်တော်နာမည်လာအဲ့ဒါကျွန်တော်ရောက်သွားပြီရောက်သွားပြီဘယ်ရောက်သွားလဲဆိုတော့တကယ်ကိုအေးခဲနေတဲ့အချိန်မှာဟိုကျွန်တော်ကြက်စင်နေစီမှာရောက်သွားကျွန်တော်သူကပြောတယ်ဘယ်နေရာမှာလောက်ပါလဲကျွန်တော်ဘယ်လိုသိမှာလဲအင်္ဂလိပ်စကားလည်းအရင်ကောင်းလို့ဆိုတာ anyway ကျွန်တော်ပဲပို့လိုက်လဲဆိုတော့ကြက်စင်တွေကိုအရှင်ထားတဲ့နေရာပို့လိုက်တယ်အရှင်ထဲမှာဘာလို့လဲဆိုတော့အဲ့ဒီအကောင်မှာချိန်သူကသူလိုလဲသွားပြီးတော့တချို့အဲ့ဒီလောက်တဲ့သူတွေရုပ်လောက်ခဲ့ကိုပြီးရင်သူအဲ့လိုလဲသွားပြီးတော့ဒီကြက်ရဲ့ခြေထောက်ကိုသူလိုကင်ပြီးတော့သူလိုချိန်တယ်ကြက်စင်ခြေထောက်ကကိုက်တယ်ဒီလိုချိန်လိုက်သူကအဲ့လိုပါသွားပြီးတော့ဓာတ်လိုက်တယ်သူကဆိုတီပါလေအဲ့ထက်ရောက်တယ်တီတော့ကျွန်တော်ချိန်ပြီးဆိုတီပါလေဆိုကျွန်တော်အဲ့ဒီကြက်စင်တွေကိုတတ်တဲ့နေရာမှာတော့ကျွန်တော်မသိဘူးဒီမှာတော့အဲ့ဒီကျွန်တော်အဲ့ဒါပို့လိုက်အဲ့မှာကျွန်တော်လည်းချိန်တယ်အကောင်ကြီးအချီးတွေကျွန်တော်ခါရနားခါဘယ်လောက်ဒီဖြစ်လဲတဲ့လားငါအဲ့လိုတေးဝိုင်းကောင်းပါမယ်ကျွန်တော်အဲ့လိုအဲ့နားမှာဒီတေးချင်းလေးပေါက်သွားတယ်ကျွန်တော်လို့အဲ့ဒီလူမဲတကားလာဖွင့်တကားမဖွင့်ရင် तू ကဒီစေးပဲအမောင်ကျွန်တော်အမောင်ထဲမှာလောက်ပါကျွန်တော်လောက်ရတာတရားကကျွန်တော်လည်းကျွန်တော်ကတော့ဖြူလာတာအသာတော့ဖြူလာကျွန်တော်ဟိုတော့တော်မင်းအလဲကျွန်တော်နဲ့နှစ်ယောက်တွဲလောက်ရတယ်တယောက်ကမဲတူကျွန်တော်နှစ်ယောက်ကအမောင်ထဲမှာနှစ်ယောက်တူတယ်တယောက်နဲ့တယောက်မောင်မမြင်ရကျွန်တော်လုံးနေတာအဲ့ဒီအဲ့မှာအဲ့ကလားတယောက်လာတကားလာဘူး Are you okay မိတကားဖွင့်လိုက်မိရဝင်လာတော့အဲ့ကြက်စင်လေးထခုံလာဟာကျွန်တော်ရက်စကလာရဲ့ဒီလိုကလာဒီလိုကကြက်စင်ဟာဒီကိဘာကြရမနိုင်တော့ဘာပြန်တော့မယ်ဘာအလုံးလို့ကျွန်တော်ပြောစနေပြီဘာလို့ဆိုအကြံစီရှိတယ်ဘုရားမှာကြံစီရှိတယ်တော့ဒီကောင်မှရောက်စီကျွန်တော်ပြောချင်ဘုရားကအရောက်စတဲ့အတက်တော်မိတ္တာရောက်ဖို့ချင်အဲ့ဒီနေကင်းမိုက်ကျွန်တော်ပြန်ရောက်လာကျွန်တော်ပြောတော့ကျွန်တော်အရာစိတ်မကောင်းဖြစ်တယ်ဒီဘဝနဲ့မှာဆက်လို့
အင်္ဂလိပ်လိုလည်းကောင်းကောင်းမရဟိုရတဲ့အလုပ်ကလည်းကောင်းကောင်းမလုပ်နိုင်ငါ့ဘဝသွားပြီတင်တယ်ဟိုမှာလည်းတတိကြီးကြီးလာပြီအကြခင်ငွေတော့သူကလည်းလုံးလာပြီနဲ့ဆိုတော့ကျွန်တော်လည်းအရင်စိတ်ပူတယ်အဲ့ဒီနေ့မှာကျွန်တော်ပြန်လာတော့ကျွန်တော်စိတ်မကောင်းဘူးကျွန်တော်အရာအေးတယ်ကျွန်တော်ခါးကားပြေးလို့ကျွန်တော်ဘုရားနဲ့စကားပြောလို့ရှိတယ်ဘုရားခင်ကျွန်တော်ပြောပြတယ်ว่า I will never leave you nor forsake you ငါမင်းကိုစွန့်ပြမထားဘူးမင်းကိုငါဘယ်တော့ပြမထားဘူးငါအထောင်မင်းဘယ်တော့ပြန်လာမလဲဆိုတော့ဒုတိယအစဉ်ပြေနေဘုရားနဲ့ချင်းပြချင်းရအစဉ်ပြေနေလေဟိုဆုတော်တောင်းတယ်ဘယ်ချိန်မှတောင်းလဲဆိုတော့အိပ်ရအောင်ငါလို့ပြက်ကတနေ့တော့ကောင်းဆိုအိပ်ဆက်ရခွင့်နဲ့ကြီးကိုချင်းလာမှာအိုးကိုရတဲ့ကတော့လက်ပြခဲ့တယ်မဆာခဲ့တယ်ပို့ဆောင်ခဲ့တယ်ကောင်းကြည့်ပြီးခဲ့တယ်ကြီးလူချင်းမော်ဒီညအိပ်ဆက်တော့မယ်နော်နောက်နေ့မှပြန်လဲနှုတ်ထားပြီးပေးပါမသိချင်းလို့ဆိုတော့ပြန်နှုတ်ထားပြီးပေးနိုးထလာပြီးလေကျွန်တော်တို့တနေ့ကုန်ကျွန်တော်ဆုတောင်းလာရှိတယ်ဘာလို့ဆိုတော့ဘုရားကြီးကွဲကားပါဆောင်းလျှောက်ပါကောင်းချီးပေးပါကားပေါ်မှာလမ်းမှာသွားတော့မယ်ကိုတော့ဘုရားကြီးကွဲကားပါဆောင်းလျှောက်မန်နေဂျာရှိမှမျက်နှာရတယ်တော့ဆိုမန်နေဂျာမျက်နှာဆူဖုံးတာကဘာလို့လုပ်ကြွေးတာလဲရုပ်နဲ့သူ့ရှိမှအလုံးလုံးရတယ်ဆိုတော့အယံပြဿနာဖြစ်တယ်ဆုတောင်းရတယ်ကျွန်တော်တို့ကအစီအပြေနေအဲ့လိုကလေးကိုကျွန်တော်ဆုတောင်းတယ်အချိန်ယူလို့ဒူးထောက်ချကိုတော့ကျွန်တော်ပုံထားတဲ့အကြံစီရပါတယ်ကျွန်တော်ပုံမှာကိုတော့ထားတဲ့အကြံစီရဒီကျက်စင်ဖမ်းဖို့မဟုတ်တာတော့ဂျင်းတွေလေဟိုအဒီဟာလောက်ရတဲ့ဘဝနဲ့ကျွန်တော်ဘဝဒီတိုင်းပဲသွားတော့မှာကိုတော့ကျွန်တော်နေကြအခါလေးပါဆူတော့ဒီလောက်အေးနေတဲ့အချိန်မှာအလွေးတဲ့ကိုကျွန်တော်စိတ်ဝင်ရတယ်ကျွန်တော်ပွေးပိုက်လိုက်တဲ့ခံစားပြီးကျွန်တော်ရဲ့တက်တာဖျားရှင်ဆွဲခေါ်ပြီးတော့ကျွန်တော်တက်တာ step by step ဖျားခင်ကျွန်တော်ဆွဲခေါ်လာ2003ရောက်တဲ့ခါမှာငါသားမင်းအလုပ်တွေအလုံးနာနေတယ်ငါမင်းကိုကြီးတဲ့မှုပြုတော့မယ်ဖျားအတန်ကိုမကြားတိုင်လို့ကျွန်တော်တို့ဒီဘဝနေပဲလဲနေတာဒီဘဝနေပဲလဲဒီနားမှာပဲလဲအလုတ်သွားလိုက်ပြန်လာလိုက်အလုတ်သွားလိုက်ပြန်လာလိုက်အေလီရှေလို့ပြောအေလီရှေကလေအေလီရှေကအေလီယာနဲ့မတွေ့မချင်းပါလို့လေသူ့ရဲ့လုပ်တာနွားနဲ့လဲထုံးနေတာမနက်ထနွားနောက်လိုက်နွားနောက်လိုက်နွားငါနွားဖြစ်သွားတယ်ရပါဆိုတော့ဖယားနဲ့ကျွန်တော်မိတ္တာရမရှိခင်တော့ကျွန်တော်ကအေလိရှဲလိုပဲနွားနောက်လိုက်နေရတဲ့ဘဝနွားနောက်လိုက်တဲ့ဘဝနေဖယားရဲ့အကြံစီတည်သွားတဲ့အခါမှာဖယားနောက်လိုက်ဖို့ဖြစ်သွားတယ်ဟာလေလုယာဖယားအကြံစီမသိခင်တော့ကပေတရုရဲ့အသက်တာကငါးဖားတဲ့ဘဝဖယားရဲ့အလိုတော်တည်သွားတဲ့အခါမှာလူပေါင်းမြောက်များစွာနိုင်ငံတော်ထဲသို့ပို့ဆောင်ပြီးတော့ဖြစ်လာတယ်ဒါညီကုန်းမောင်ကတော့ဖယားရဲ့အကြံစီတည်ဖို့အင်မတန်ရည်ကြီးတယ်ဖြစ်ရှိကောင်းပြီပါစေဘုရားရဲ့အကြံစီကိုနားလည်ဖို့အင်မတန်ရည်ကြီးဒီနေ့ဘုရားရဲ့အကြံစီအသင်ကိုခန္ဓာစိတ်ဝိညာဉ်သုံးပါးစလုံးကိုကျမ်းမာစေခြင်းနဲ့လူမျိုးစေခြင်းနဲ့ကောင်းချီးဖြစ်စေခြင်းနဲ့ဟာလေလုယာဒါကြောင့်ဒီနေ့အကြောင်းအရာလေးတစ်ခုကျွန်တော်ဝင်ရမယ်ရှင်လုကာခရစ်ဝင်အခန်းကြီးလေးရှင်လုကာခရစ်ဝင်အခန်းကြီးလေး Luke chapter 4ပြန်ခဲ့ယေရှုတင်ပါတယ်ဘာကြောင့်လဲဖြစ်ဖြစ်တနင်္လာနေ့ကနေစလိုက်တာဒီနေ့အချိန်ထိတိုင်အောင်ဘုရားကျွန်တော်ခွန်အားပေးထားလို့ယေရှုတော်ချီးမွမ်းပါတယ်နောက်ခေါ်ရင်တော့မှကျွန်တော်မလာရဲတော့ဘူးထင်တာပဲနော်ဘာဖြစ်လို့လဲဆိုတော့ဒီဖွဲ့တွေအရာနားထောင်နိုင်တယ်ကိုယူပါတယ်လူမျိုးစုတွေထဲမှာတရားဟောပွဲကိုဒီလိုမျိုးတကယ်ကိုစံငတ်လို့လာတဲ့လူမျိုးကအခုတော်တော်များများကြံတာချင်းမဲကြံတော့တယ်တကယ်ပြောတာပါနောက်ကပတ်တော့စံငတ်လို့လာတော့အရန်နေသွားပြီဘုဒ္ဓခင်ဒါပေမဲ့သူတို့မသိတာဒါနောက်ဆုံးတော့ကာလမှာဘုရားခင်အကောင်းဆုံးနောက်ကပတ်တော်တွေပေးနေချိန်မှာမယူတတ်ရင်ကရင်တွေအတွက်ကျွန်တော်ဝမ်းနေတယ်ကင်းနေ
စိတ်မကောင်းလို့မဖြစ်ကြဘူးကျွန်တော်ပြောမယ်ကိုကရင်လူမျိုးတွေအတွက်တကယ်ဆူတောင်းပေးကြတယ်ကရင်လူမျိုးတွေအတွက်လွတ်မြောက်ဖို့အရင်ရေးကြည့်နေတယ်ဘာသာလည်းအများကြီးရှိနေတယ်လွတ်မြောက်ဖို့အရန်လို့နေကချင်လူမျိုးတွေလူမျိုးရေးဆွဲတွေဝါရဆွဲနေပဲချိန်ကုန်နေကြတယ်ငါတို့ကချင်မငါတို့ကချင်ငါတို့ကရင်မငါတို့ကရင်ချင်းတွေပြပြီးကောင်းချီးပေးနေချိန်မှာလူမျိုးဆွဲတာပြဘုရားဆွဲလန်းကြပါများတကယ်ပါတင်လို့ရှိမှဘုရားကောင်းချီးပေးခဲ့တယ်နော်အရင်ဒီခေတ်ကချင်းခေတ်နော်ဘိုးတော်ကရင်ခေတ်ဒါတကယ်ပြောတာဘိုးတော်ချင်းဆိုတာကဟိုတောင်ပေါ်မှာပဲမြေပြတ်မှာကျွန်တော်ခါမတွေ့ဘူးဘိုးတော်မြန်မာပြည်မှာတကယ်ကြီးစိုးတာကရင်အစိုးတော်လည်းကရင်ပါလည်းကရင်ဟလာဟိုကမ္ဘာတော်တက်ဖြစ်နေတဲ့မောင်ဝင်းမောင်ဟောတော်မလားဆရာနော်ကရင်နေရေးလည်းဖြစ်လာတယ်ကရင်နေဖရာရကောင်းကြီးပေးတယ်ဘာကြောင့်လဲလူမျိုးစုတွေထဲမှာပထမဆုံးဖရာကိုရခဲ့တာကရင်ဒါကြောင့်ဖရာကရင်လူမျိုးကောင်းကြီးပေးတယ်ကရင်နေကောင်းကြီးလည်းခံစားလာအယက်သမားတွေစဖြစ်လာအယက်တောက်နောက်ဆုံးပါဖြစ်လေကရင်နေဖရာကောင်းကြီးကိုအယက်ခွက်နဲ့လဲပလိုက်ကရင်နေပြန်ဟိုတော့ဆိုကွာရတယ်ကရင်နေဆိုလိုက်လို့ဆိုမျက်ရည်ကျအော်တကယ်အဲ့လိုကိုးကွယ်ကြတာကရင်သာသနာပြုခဲ့တယ်ရှင်းကိုသာသနာပြုတဲ့တမိုင်းမှာပြန်ကြည့်လိုက်အင်္ဂလိပ်တွေနဲ့တော့ကရင်တော့သာသနာပြုခဲ့တဲ့ချင်းတွေကိုသာသနာပြုတဲ့ကရင်ပါတယ်ကချင်တွေသာသနာပြုတဲ့အခါမှာကရင်ပါတယ်ဗမောမှာကျွန်တော်ရောက်သွားတဲ့အခါမှာပထမဆုံးအဲ့ဒီဖျားเจ้าတင်းဥဆရာကရင်ကချင်ပြည်နယ်မှာဗမောဖျားเจ้าပထမဆုံးအင်္ဂလိပ်တွေဘုံလာကျဲတဲ့အခါမှာပထမဆုံးဖျားเจ้าကြီးတင်းဥဆရာကရင်ကကချင်ကိုသာသနာပြုခဲ့တယ်အခုကရင်တွေပဲရောက်နေတယ်လူမျိုးရေးဆွဲဝါဒဆွဲကိုင်းကနာဆွဲအကုန်လုံးပြီးတော့မှဖြစ်တယ်သားစီရဖယားတဲ့ကြီးနေတယ်မနောနိုင်ကဟလာဖယားတဲ့ကြီးနေကချင်းနေဒီနေ့ချင်းနေလေအောက်ချင်းကဖယားတဲ့မကြီးပါစေနဲ့လူမျိုးရေးဝါဒဆွဲတွေကဖယားတဲ့မကြီးပါစေနဲ့ဘာလို့တင်းတို့ခင်ဟိုတော့ဟလာကရင်ဆိုတော့ကချင်းဆိုတော့အခုချင်းစစ်အဆိုတော့လေဒါနဲ့မကောက်သမရဒုတိယသမရဘာတက်ဖြစ်တာချင်းဒီခေတ်ကချင်းဘုရားကြောင့်ရောက်လို့ကျွန်တော်ချင်းကောင်းကြောင်းချောက်ပြောတာမဟုတ်ဘူးခင်ဗျားတို့ဘုရားကောင်းကြီးပေးနေတဲ့အချိန်မှာခင်ဗျားတို့ပေါ်ဆဆမနေကြပါနဲ့ဗျာတကယ်ပြောတာပါဒီလူမျိုးတွေကဘာမှထွက်တဲ့လူမျိုးတွေမဟုတ်ဘူးလူပဲထွက်တာကရင်ပြည်နယ်ကဟုတ်လားကျွန်းတစ်ထွက်နေတယ်ကချင်ပြည်နယ်ကြောက်စိမ့်ထွက်တယ်ချင်းပြည်နယ်မှာဘာမှမထွက်ဘူးကလေးတွေအများကြီးလူတော့ထွက်တယ်လူတွေထွက်တယ်ဒီထဲမှာတစ်လုံးဒီထဲမှာတစ်ခုပြီးတော့ဒီမှာနှစ်ယောက်ကကင်ထားသေးတယ်အနောက်မှာနှစ်ယောက်ကဒီလိုထားတော့လာအရန်လူထွက်တယ်ချင်းတယ်အမောဆရာတော်ကောင်းတယ်ဘုရားကောင်းကြီးပေးပါတယ်ဒီလောက်ကောင်းကြီးပေးနေတဲ့အချိန်မှာဘုရားအတွက်ဖြစ်ကြပါစေဟာလာဖြစ်ကနေဆိုကွဲတာပါလဲကြည့်လိုက်ချင်းအတင်းတော့ကွဲမယ်ချင်းတင်းတော့ကွဲမယ်ချင်းတော့ကျွန်တော်ရောက်သွားတယ်ခြေလမ်းလေးလမ်းတော့လဲလိုက်နောက်ဘုရားကျောင်းတစ်လုံးနောက်တစ်လမ်းလိုက်ဘုရားကျောင်းတစ်လုံးနောက်တစ်နေရာသွားဘုရားကျောင်းမှာပွားနေတာပဲဟောကျွန်တော်ကန်တက်ကီကိုရောက်သွားတယ်အမေရိကမှာမိသားစုရှိတာမှ4စုအတင်းတော့3ပါ My goodnessနောက်ညီကောင်မောင်တို့ကျွန်တော်ပြောပြချင်တယ်အဲ့အထဲမှာမရှိတော့နဲ့အရေးကြီးတာကလေဟိုဆရာများသားတည်ဖြစ်ကုန်ပြီဒေါက်တာတွေအများကြီးပဲဒေါက်တာတွေအများကြီးပဲအဲ့ဒေါက်တာတယောက်ထွက်လာပြီးကျန်းစာကျောင်းတစ်ခုထောင်ဘုရားကျောင်းတစ်ခုထောင်ဒေါက်တာဖြစ်ကျန်းစာကျောင်းတစ်ခုထောင်ဘုရားကျောင်းတစ်ခုထောင်ပြီးတော့မှအေးဝန်ကြီးလေးအပြင်မှာသွားလို့ပါလားဒီဘုရားကျောင်းကလူပဲလာခေါ်သွားတယ်ဟိုဘုရားကျောင်းလူပဲလာခေါ်သွားတယ်ဘုရားမသိတဲ့လူတွေလောကမှာအများကြီးကြံနေတယ်အေးဝန်ကြီးသွားလို့မလုပ်ဘူးရှိထားပြီးသားဒီမှာလူ1000ရှိအဲ့1000ထဲကနေ900ခွဲမယ်300ခွဲမယ်200ခွဲမယ်အဲ့လိုလေခွဲပြားနေကြမဟုတ်တော့ဘူးဒါတွေကကျွန်တော်ဘုရားကိုကိုးကွယ်ခြင်းမှာမာနတွေဖေရှားလိုက်အောင်ဘုရားကဒီဆရာသုံးတယ်ဆူတောင်းပေးပါဘုရားသခင်ကကိုယ်30ချင်တယ်ဆိုအချိန်မစောင့်
ဒါဝိဒ်ကသူ့ပိတ်သိက်လာမေးပြီးဘယင်ပိတ်သိက်လာမေးပြီးဒါမဲ့ဘယင်ပိတ်သိက်ရပြီးချင်း तू နားတော့မသွားပါဘူး तू ဘယ်ကိုသွားလဲတိုးချန်တဲ့ तू ပြန်သွားတယ်တိုးပြန်ထိန်းတယ်ဘာလို့လဲဘယင်ပိတ်သိက်ဘလောက်ပဲပေးငါ့ကိုဘုရားသခင်ချီးမြှောက်တဲ့အချိန်မရောက်ချင်းငါဘာသာငါဘယ်တော့မှငါနီးငါလန်းငါရဲ့ညံနဲ့ငါဘယ်တော့မှနားပေါ်ငါသွားပြီးတော့ငါမလူယူဘူးခုံပေါ်ငါမလူယူဘူးဘုရားချိန်ရှိတယ် In his time he make all things beautiful in his time သူ့ချိန်မှာသူလာပါဆိုအလုပ်လုပ်တယ်ကျွန်တော်သိတယ်ဝန်ခံပါအခုကမဟုတ်ဘူးကျွန်တော်ပြအခုဖြစ်နေပြဿနာကျွန်တော်ပြနည်းနည်းပြကျွန်တော်တရားဟောချက်တစ်ခုတကယ်ဟောချင်တယ်ဒါပေမဲ့လေပြောစရာအများကြီးပဲကျွန်တော်ဝိညာဉ်ထဲမှာအများကြီးပြောစရာဖြစ်နေလို့လူကအခန်းကြီး၄ကိုပြောထားပြီးတော့ကျွန်တော်မရောက်သေးဘူးခဏလေးစောင့်ဖះပြောခိုင်းဒါနည်းနည်းရတာအဆင်ပြေလားထိုင်လို့ရတိတ်တော့မရဘူးနော်ဒါပေမဲ့ကျွန်တော်ကမဝဘူးရတယ်ကျွန်တော် slim body လောက်ခဲ့ Okay the me okay can you that's heavy man ကျွန်တော်မောရှိဖြစ်တယ်မောရှိ Okay မောရှိလာဒါယောရှိဟာလဲယောရှိစင်ပလင်ပေါ်တက်လာတယ်ယောရှိအလောက်ကပလင်ပေါ်တက်ရယောရှိတမန်ဒါဘာလို့လဲယောရှိအလောက်ကပါလဲစစ်တိုက်ယောရှိအလောက်ကပါလဲမောရှိအလောက်ကပါတော့လက်မြောက်ထားတယ်လက်မြောက်တဲ့အခါမှာသူ့လက်ထဲမှာပါရှိဟမ်စတာတောင်ဝေးရှိတောင်ဝေးဒီတောင်ဝေးတရားတော်လာကျွန်တော်ကူညီပေးပါအာမင် Pastor Matt please okay can you help me တောင်ဝေးလို့ဖြစ်ရမယ်တောင်ဝေးလို့ဖြစ်ရမယ် wow awesome man Moses မောရှိလက်မြောက်ထားတဲ့ကာလပါဒီတိုင်းပဲလက်မြောက်တာကိုပါလဲ Can you လက်မြောက်ထားတဲ့ကာလပတ်လုံးဘယ်သူနိုင်ဘယ်လိုဣတရာလူမျိုးတွေနိုင်တယ်လေဒီလိုတွေတော့ကျန်တာဖတ်တယ်ပဲကျွန်တော်ပြန်တော့မှာနော်အတင်ကပြန်စားတော့မယ် Okay မောရှိလက်မြောက်ထားတဲ့ဘယ်သူနိုင်လဲဆိုတော့ဣသရေလတပ်တွေအကုန်နိုင်မောရှိလက်ချရင်ဘယ်သူရှုပ်တာငါဣသရေလမောရှိရှင်းနေဘယ်လိုလဲမောရှိလက်မြောက်ထားတဲ့ဘယ်သူနိုင်လဲမောရှိလက်ချရင်ပြည်လာလို့ရှုပ်ဆိုတော့မောရှိလက်မြောက်ထားပါရအောင်အောက်မှာဘယ်သူစစ်တိုင်းလဲလက်ကလေးပါလေးမြောက်လိုက်ရရှိတယ်စစ်တိုင်းလည်းအိတ်ကြိုက်တယ်နော် Okay ဒီမှာလက်မြောက်ကြာလာတော့ဘာဖြစ်လဲကွယ်ညောင်းလာပြီအဲ့ဒီကမှာကျန်းစာလေးမှာဘာလုပ်လဲနဲ့ဟိုကျန်းစာပြောမယ်နော်ကျန်းစာလည်းပြောမယ်နော်တောင်ဝေးကိုဘယ်သူမှမခိုင်းဘူးဘာကိုခိုင်းရတာလဲလာအေးဘာကိုခိုင်းလဲတပြေးပြီးနဲ့လက်ကညောင်းလာပြီဒါပေမဲ့သူလက်ချလိုက်လေဣတလီမျိုးတွေအသင်းတော်မှာညီကိုမောင်မှာမောရှိအလုပ်ကိုလုပ်ရတာတင်းဟုတ်ဖြစ်တယ်တင်းဟုတ်ရဲ့အဓိကအလုပ်ကစုပေါင်းဖြစ်တယ်ဟာကလေးမွေးရင်သွားပြီးတော့မှဝေးခန်းထဲမှာသွားဆောင်ရတာတင်းဟုတ်ဆရာအလုပ်မဟုတ်ဘူး
အဲ့ဒါ case worker လို့ pastor is not case worker okay so pastor လောကဘာလို့လဲသူစုတောင်းနေတဲ့၍အတင်းသားတွေအားလုံးအောင်ကြည့်တယ် pastor စုတောင်းပြင်းလို့မရရေးပြောမြင်မလို့ pastor ဆိုစုတောင်းပြင်းလို့ pastor မိုင်းဘာလို့စုတောင်းရဘာလို့လဲအတင်းသားတရားရှိအဲ့တရားအတွက်အပြည့်စုတောင်းအဲ့ဒါသူ့လို့ဒီနေ့အတင်းတော်တွေမတိုးတက်တဲ့ပြဿနာဘာကြောင့်လဲဆိုဆရာတွေကိုစုတောင်းဖို့အချိန်တောင်မပေးနိုင်ခိုင်းထားတာများ Hello နားရှိတော်သူမိဒီကကြားပါစေကားဒရိုင်ဘာလဲတင်းအောင်ဆရာကလေးငွေခန်းထဲမှာကလေးကိုသွားဆောင်ပြဆရာရေကျွန်တော်မိမကိုသွားဆောင်ပေးလိုက်ပါဦးနော်ကျွန်တော်ခွင့်ယူလို့မရလို့ပါဆိုဆရာသွားဆောင်တာကိုယ်ရဲ့ထွက်လာတဲ့အဖြစ်ကိုထိုင်ဆောင်နေရအဲ့ဒါဆရာရဲ့အလုပ်မဟုတ်ဘူးဆရာအလုပ်ကစုတောင်းခြင်းဆရာစုမတောင်းနိုင်တော့ဘာဖြစ်ပြီလဲအတင်းတော့ဖြည်းဖြည်းစာရငါချရမယ်ဆိုဆရာစုတောင်းဆိုတော့ဒီနဲ့ကြာအဲ့ကောင်ဘာလို့ဘသူကပြန်တင်ပြရအဲ့ဒါတင်းတောက်ရဲ့အလုပ်ကအဲ့ဒါတင်းထောက်ဒီတောင်ဝေးကိုမကန်ရဘူးတင်းတောက်ဒီအလုပ်ကဘာလဲဆိုတော့တင်းထောက်တင်းတောက်ရထောက်ဘာကိုထောက်ရလဲလက်ကိုထောက်ထားရတာအခုကဘယ်နဲ့ကွယ်တင်းတောက်ပြီလို့ပြောပြမယ်တင်းတောက်ပြီလို့ဟာတင်းတောက်ပြီလို့ငါလုံးနေညောင်းလာပြီမလားမောရှင်နင်းညောင်းပြီလားစစ်မောရှင်နင်းစစ်နင်းတောက်ကိုငေါ့ပြပေးနင်းတောက်ကိုပြန်ပေးလာနင်းလာဒီမလားမောရှင်ကဘာမှအားမရှိတော့နင်းပြန်တိုင်းနင်းပြန်တိုင်းအဲ့လိုဖြစ်နေတယ်။ဒါပြလဲမှတ်ထားဒီတောင်ဝေးကိုပေးတာဘယ်သူမှမပေးဘူး။ဒီတောင်ဝေးဆိုတာ authority အခွင့်အာဏာဘယ်သူပဲပေးတယ်ဆိုတာတင်းအောက်ကိုပေးတာ။ဖယားလူကိုပေးတာ။ဒါကြောင့်ဖယားလူကိုတင်မကြိုက်ဖယားကိုစစ်ပါဖယားပဲရှင်းပါစေ။မောရှိမာတော့မောရှိဘုသူရှင်းတယ်ဘုရားပဲရှင်းတယ်ကျော်တော့ဘာဖြစ်လဲဒီနေ့နေအောင်တရားဖြောင်းအဲ့ဒါနေအုပ်တွေကိုယ်တိုင်ကလည်းပဲအခွင့်အရေးတော့လိုက်ပြဖွဲ့တယ်အများကြီးရှိတယ်ဒီနေ့နေဦးဆရာလေးတိတ်ကြောက်ဆရာကောင်းတယ်ဩစတြေးလျရောက်လာတယ်အတင်းတော်တွေလိုက်ကြည့်တယ်4 ယောက် 5 ယောက်လောက်ကိုအတင်းတော်ကနေဆွဲထုတ်သွားတော့မှကျန်းစာတင်နန်းပေးတယ်ပေးပြီးတော့မှအတင်းတော်ထွက်ခိုင်းတယ်တင်းအုပ်ဆရာအတင်းတော်မှာရှိတဲ့တင်းအုပ်ဆရာမကောင်းကြောင်းနေမင်းတင်းအုပ်ဆရာဒါတွေမတင်ကြဘူးပါလားငါတင်နိုင်တယ်တက်လားတိပါတင်းအုပ်အလုံးနဲ့တရားဟောဆရာအလုံးလုံးဝမတူဘူးကျွန်တော်ကတရားဟောဆရာအခုကျွန်တော်အတင်းတော်ကကြိုက်လို့တင်းအုပ်ဆရာကျွန်တော်ခိုင်းတယ်ကျွန်တော်လုပ်လို့မရဘူးခင်ဗျားတို့အတင်းတော်ကောင်းကြီးဖြစ်မှာမဟုတ်တရားဟောကောင်းတိုင်းတင်းအုပ်မကောင်းနိုင်ဘူးတင်းအုပ်တိုင်းတရားဟောမကောင်းနိုင်ဘူးတင်းအုပ်ရဲ့အလုပ်ကသိုးထိန်သိုးကိုအကောင်းဆုံးထိန်မယ်စကြက်ကိုအကောင်းဆုံးပုံမယ်အကောင်းဆုံးအစာကိုကျွေးဖို့သူလုပ်မယ်အဲ့ဒါသိုးထိန်ရဲ့အလုပ်ဒါပေမဲ့အသင်းတော်ကိုကြီးထွားအောင်သူဆူတောင်းပေးမယ်ကျွေးမွေးမယ်ကြီးရှုမယ်ဒါမဲ့သိုးထိန်ကပိုက်ကူပြီးတော့သုံးမွေးလာဟမ်သိုးထိန်ကသုံးမွေးလာသိုးရတယ်သိုးကိုပြန်မွေးတဲ့အတွက်အေဝံဂေလိတွေလူတွေကိုပြောင်းလဲစေတဲ့အလုပ်ကိုတကယ်လုပ်ရမှာအတင်းသားတွေဖြစ်တယ်တခုခုပြဿနာဖြစ်လာရင်တင်းဥဆရာမတော်တင်းဥဆရာလေတင်းဥဆရာလေလည်းညိုဝိုင်းမထိုးနဲ့သူ့ရဲ့အလုပ်ကပါဆင်
င်းတော့ရတယ်သူ့ရဲ့အလောက်ကပါလဲဆိုတော့လက်မြောက်ထားခြင်းဆုတောင်းခြင်းသူ့ရဲ့ authority ကိုမလူယူပါဘူးအာမင် authority ကိုမလူယူပါဘူးမလူယူပါဘူးတင်းထောက်ရဲ့အလောက်ကတင်းအုပ်ပြီးတာ၍ဆုတောင်းနိုင်အောင်အောက်ကနေထောက်ထားပေးတဲ့သူတွေပဲဖြစ်ရတယ် support လုပ်တဲ့သူတွေပဲဖြစ်ရတယ်ကြောင့်ညီကိုမောင်မတို့ဒီနေ့ကဘာဖြစ်နေကြလဲတရုတ်ဆရာမကျင်းနိုင်အတင်းတော့ခွဲထွက်တယ်မြန်မာပြည်တရုတ်ဆရာကိုပြန်ခေါ်တယ်မင်းတို့ပဲဖျားကြောင်လုံနိုင်တာမဟုတ်ငါတို့လည်းလုံနိုင်တယ်အဲ့ဒါကြီးအားလုံးစာတိတွေဖြစ်တယ်ရေရှိမှဒီလိုဆက်သွားရင်လူ900နဲ့လူ300ဖြစ်မယ်300ကနေ200ဖြစ်မယ်200ကနေ100ဖြစ်မယ်100ကနေ50ဖြစ်မယ်50ကနေပြီးတော့10ဖြစ်သွားမယ်နောက်ဆုံးဘုရားကြောင့်ပျောက်သွားတယ်အဲ့လိုပျောက်သွားတာအင်္ဂလန်မှာအများကြီးပဲနယူးဇီလန်မှာအများကြီးပဲအသင်းတော်တွေပျက်စီးတယ်တင်တို့ကိုဘုရားခင်ဒီနိုင်ငံပို့တဲ့အဓိကရည်ရွယ်ချက်ကဒီနိုင်ငံကိုပို့တဲ့အဓိကရည်ရွယ်ချက်ချင်းလူမျိုးတွေအပြင်ဒီလူမျိုးတွေကောင်းကြီးဖြစ်စေလို့ဘုရားဒီလူမျိုးတွေပြန်ကောင်းကြီးဖြစ်စေရမယ်အာမင်ချင်းပြည်နယ်မှာရှိတဲ့ညီကိုမောင်မတွေဒီနိုင်ငံပို့တဲ့ရည်ရွယ်ချက်ကချင်းပြည်နယ်ပြန်တည်ထောင်ဖို့မဟုတ်ဘူးနားထောင်ပေးပါအခုကချင်းပြည်နယ်ပြန်တည်ထောင်တဲ့ပုံစံမျိုးဖြစ်နေတယ်ကိုယ်အဖွဲ့လေးတွေနဲ့ကိုယ်နေချင်းကြတယ်မကြိုက်ခွဲထွက်တယ်အဲ့ဒီအတ္တတာတွေအားလုံးကနောက်ဆုံးခါမှာတင်လို့မဟုတ်ဘူးညီကိုမောင်မတို့နောက်အနှစ်20 30ပါတင်တို့ရဲ့တာသမီတွေခါနေတယ်တင်တို့မသိဘူးအဲ့ဒါတင်တို့မသိဘူးအဲ့လိုဇာတိနဲ့ခွဲထွက်ကြလာတော့နောက်ဆုံးပါပြီလေကလေးတွေမှာတင်တို့ရဲ့ဖယားကိုကိုယ်ွယ်တတ်တဲ့စိတ်မပါလာဘဲနဲ့ divine spirit ပါသွားတယ်ဝဲပြချာနာတဲ့ spirit ညီညွတ်ခြင်းမရှိတဲ့ spirit ဒါတော့မှတ်ထားဒီမှာရှိတဲ့ညီကိုမောင်မညီကိုချင်းသဘောတူတဲ့ပေါင်းဖော်ကြတဲ့အရာမှာအလုံးမင်းတင့်တယ်လျောက်ပါတယ်တဲ့ဘုရားခင်တိတ်ကောင်းကြီးပေးခြင်းနဲ့ဘုရားဖြစ်တယ်တဲ့ဘုရားခင်ချီးမြှောက်ခြင်းနဲ့ဘုရားဖြစ်တယ်ဟုတ်တယ်အသင်းတော်တွေကွဲပြားသွားပါစေဒါပေမဲ့အားလုံးတစ်လမှတစ်ကြိမ်နှစ်လမှတစ်ကြိမ်ပြန်တင်အောင်ဆရာတွေလက်တွဲပြီးတော့ဆုတောင်းဖို့အရေးကြီးနေပြီအသင်းတော်တွေဘလောက်ပဲကွဲပြားသွားပါစေအသင်းလူကြီးတွေချင်းချင်းပြန်လက်တွဲပြီးတော့ဆုတောင်းမယ့်အချိန်ကာလဖြစ်လာပြီဘာဖြစ်လို့လဲကျွန်တော်မကြားခင်မှာကဘာကြီးဆုပ်ယုတ်တဲ့ဆုပ်ယုတ်လာပြီဝိညာဉ်ရေးရပဲဆိုင်မှာတာပြီးဆုပ်ယုတ်လာပြီယုံကြည်ခြင်းဆိုတာမရှိတော့ဘူးဘောမောင်မတော်ဒီမှာကြည့်သိချင်ကျွန်တော်ပြမယ်လုကာခန်းကြီး18အငယ်8ကိုခဏလေးသွားရအောင်ဓမ္မကြီးညီကိုမောင်မတော်နောက်ဆုံးသောချိန်ကာလ Luke chapter 18 verse 8မှာဘာပြောလဲဒီလိုသားသမီးတွေအတွက်ဒီလိုဒီနေ့အကောင်းဆုံးစိုက်ပျိုးရအောင်ဒီလိုသားသမီးတွေအတွက်ဒီနေ့အကောင်းဆုံးစိုက်ပျိုးရအောင် Luke chapter 18 verse 8အားလုံးတူတူကကြည့်အောင်ဘာပြောလဲအားလုံးဖတ်ရအောင်ညီကိုမောင်မတော်18ငယ်8မှာI tell you that he will avenge them speedily. Nevertheless, when the Son of Man come, shall he find faith on the earth? See? Nevertheless, when the Son of Man come, shall he find faith on the earth? ဒီမြေကြီးပေါ်မှာယုံကြည်ခြင်းကိုသူရှာတော့ရှာတွေ့ပါမလားတဲ့ဒီနေ့ယုံကြည်သူတွေပြောပေမဲ့ကျွန်တော်တို့တကယ်ဘုရားကိုယုံရလားဘုရားကိုယုံနေဆိုရင်ဘာပဲဆုံးဖြတ်ကိုဉာဏ်နဲ့မဆုံးဖြတ်ပဲဘုရားရဲ့စကားနဲ့ဆုံးဖြတ်တော်သူတွေဖြစ်ပါစေဘုရားကိုယုံနေဆိုတာဘုရားပြောတဲ့စကားကိုယုံတော်သူပါဒီနေ့ကွဲပြားခြားနားနေတဲ့အဓိကပြဿနာဇာတိကြောင့်ပါညီကိုမောင်မတို့မနက်ဖြန်မှာကျွန်တော်ဝင်ငါမယ် Sunday service မှာကျွန်တော်ဝင်ငါမယ်ဘုရားသခင်ကသူ့ရဲ့သားသမီးမှန်ရင်အမွေစားအမွေကပေးထားတယ်ဒါပေမဲ့ဘာလို့အမွေတွေနဲ့အသက်မရှင်ရတာလဲဘုရားသခင်ရဲ့အမွေစားအမွေကနေဖြစ်နေဘာကြောင့်ကိုယ့်လက်ထဲမှာဘုရားအမွေထည့်ပေးလို့မရတာလဲမနက်ဖြန်ကိုတင်းတော်အတီးတီးရှိကြလိမ့်မယ်တွားကြပါကိုတင်းတော်မှာဆက်ကပ်ပါတကယ်လို့မလာနိုင်ဘူးဆိုရင်မနက်ဖြန် service မှာဟောထားတဲ့ခွေတွေကိုတ
ပြန်ဖြတ်ပေးပါညီကိုမောင်မတို့အရောက်စီတဲ့တဲရစီချင်းနဲ့ဘာကြောင့်လဲနောက်ဆုံးသောကာလမှာဒီမှာဆွီဒင်မှာအခုစနေပြီယူရိုပမှာစနေပြီအခုသူတို့ကတ်တွေမတုံးတော့ဘူးညာဘက်လက်တွေမှာအားလုံးချစ်တွေထည့်ကုန်ပြီကျန်းစာအရာအကုန်ပြည့်စုံနေပြီညာဘက်လက်ထဲမှာချစ်တွေထည့်တယ်ဘာကြောင့်ဘယ်ဘက်မှာမထည့်လဲနှလုံးနဲ့ direct ဆက်ထားတဲ့အတွက်ကြောင့်ဘယ်ဘက်ကသူတို့မတုံးဘူးညာဘက်ကိုသူတို့စားတင်ပြီးချစ်တွေထည့်တယ်ပတ်စာတခုခုဝယ်နေပါညာဆိုအားလုံးဒီလိုပဲလက်နဲ့ပေးလိုက်ရင်အမှ scan လုပ်ပြီစတင်တော့ခုလုပ်နေလက်မှာမလုပ်ချင်နှစ်ဖူးမှာလုပ်တယ်သူဝင်သွားတဲ့ scan ကဒီဆိုရိုက်သွားပြီနှစ်ဖူးနဲ့ညာဘက်လက်လုပ်အဓိကရွေချက်ဘာပြောချင်တာလဲနောက်ဆုံးသောအချိန်ကာလကိုအရာမှုတည်နေပြီဒါကြောင့်ဘာပြောလဲ nevertheless when the son of man come shall we find faith on the earth ငါကြွလာတဲ့ခါမှာမြေကြီးပေါ်မှာယုံကြည်ခြင်းကိုတော့ငါတွေ့ရပါမလားလို့ငါဆိုရင်ခရိယန်ယုံကြည်သူသားသမီးတွေဘာကိုယုံနာလဲကိုယုံကြည်သူလို့ဘယ်လိုပြောနိုင်လဲယုံကြည်သူဆိုတာကဘုရားကြောင့်ပုံမှန်တစ်ပတ်တစ်ခါလာတတ်တဲ့ယုံကြည်သူကိုယုံကြည်သူလို့ပြောတာမဟုတ်ဘူးဘုရားစကားအတိုင်းနေ့တိုင်းအသက်ရှင်တဲ့သူကိုယုံကြည်သူလို့ပြောတာဖြစ်တယ်ဘလို့လူကိုဘုရားသခင်ကနောက်ဆုံးသောကာလခေတ်ဆိုးသောကာလမှာကဲတင်ပါလေဘလို့နောက်ဆုံးသောကာလမှာကဲတင်ပါလေချက်လေးကြည့်အောင် Revelation chapter 3 verse 10 Revelation chapter 3 verse 10အားလုံးနာဂမဒီကိုမောင်မတော်တက်တော်ဘုရားကအရာကောင်းကြီးပေးခြင်းအရာလွတ်မြောက်စေခြင်းနဲ့အရာဘုရားခင်ဘုန်းနဲ့တွားစေခြင်းနဲ့ကွဲကားခြင်းမဆာခြင်းနဲ့တွားစေခြင်းနဲ့ယုံကြည်သူလို့ပြောရင်ယုံကြည်သူရဲ့အသက်တာထဲမှာရတဲ့ရပိုင်ခွင့်နဲ့အားလုံးရယူနိုင်ဖို့ကျွန်တော်ဘာတွေပြင်ရမလဲဘာတွေအသက်တာပြန်လဲပြင်ဆင်ရမလဲဒီနေ့မိမိအသက်တာပြန်လဲပြင်ဖို့အရေးကြီးတယ် You see because thou hast kept the word of my patience I also will keep these from the hour of temptation which shall come upon all the world to try them that dwell upon the earth မြေကြီးပေါ်မှာစုံစမ်းရာကာလခက်ခဲတဲ့ကာလတွေမှာငါရဲ့နှုတ်ကပတ်တော်ကိုစောင့်ရှောက်တော်သူကိုငါကွယ်ကမယ်အာမင်ငါရဲ့နှုတ်ကပတ်တော်ကိုစောင့်ရှောက်တော်သူဒီခံချင်းတဲ့ကွာစောင့်ရှောက်တော်သူကိုဘုရားကွယ်ကမယ်လို့ပြောတယ်ဒီနေ့ခရိယန်တွေကိုဉာဏ်နဲ့ကိုတွားတာလားဘုရား idea နဲ့တွားတာလား That's the God idea the good idea နဲ့တွားရင်အဆုံးမှာone nation နဲ့အဆုံးသတ်ရလိမ့်မယ် God idea နဲ့တွားရင်one nation နဲ့အဆုံးသတ်ရလိမ့်မယ်ရှေးသောတက်ကိုရလိမ့်မယ်ကျမ်းမာခြင်းကိုရလိမ့်မယ်အောင်မြင်ခြင်းနဲ့တွားနိုင်လိမ့်မယ်မှတ်ထားကျွန်တော်တို့ဒီနေ့ခံရတဲ့ဒုက္ခတွေပြဿနာတွေအခက်အခဲတွေအားလုံးကတင်းယခင်ကစိုက်ခဲ့တဲ့အရာတင်ပြန်ရေးရတယ်ပြောချင်တဲ့အရာကတင်းရဲ့အသက်တာထဲမှာဆုံးဖြတ်ချက်ချတာမှားခဲ့တဲ့အတွက်ကြောင့်တင်ပြန်ရေးရမယ်ဒါကြောင့်တင်းရဲ့လာမယ့်အနာဂတ်မှာဆုံးဖြတ်ချက်ချတာမမှားချင်ဒီနေ့ကစပြီးတော့မှဖခင်ရဲ့အလိုတော်နဲ့အညီဆုံးဖြတ်ချက်ချပါနှုတ်ကပတ်တော်နဲ့အညီဆုံးဖြတ်ချက်ချတော့ဘယ်တော့မှနောက်မရစေပါအာမင်โอเคဆိုတော့ဒီအကြောင်းအရာလေးကိုကျွန်တော်ဒီနေ့ဝင်ငါပြစီရှင်းလူကခရစ်ခန်းကြီးလေးရှင်းလူခရစ်ခန်းကြီးလေးဟာလေလုယာဒီမှာဘယ်အကြောင်းအရာလဲဆိုတော့25 ဒီမှာဘာတွေ့ရလဲဆိုတဲ့ကမှာဒီမှာကြည့်ပါငါအမှန်ဆိုပြန်ဒီကပရောဖက်အေလိယလက်ထက်၌3နှစ်နဲ့6လပတ်လုံး3နှစ်နဲ့6လပတ်လုံးမိုးခေါင်ရင်ပြီးနိုင်ငံတလျှောက်လုံးအစာအာဟာရအလွန်ခေါင်းပါခြင်းရှိတော့ကဣသလအမျိုးဖြစ်တော်မုတ်ဆိုးမအများရှိကြတယ်ဣသလပြည်မှာမုတ်ဆိုးမအများရှိတယ်ဣသလပြည်မှာဖယားကိုယုံကြည်တဲ့မုတ်ဆိုးမတွေအများကြီးရှိတယ်မုတ်ဆိုးမတွေအများကြီးရှိတယ်အခုကျွန်တော်တေချာဒီညနဲ့ပတ်သက်တဲ့နှုတ်ကပတ်တော်ကိုမှစပြီးအခုနကျွန်တော်ပြောတဲ့အရာတွေအားလုံးကကျွန်တော်အသက်တာထဲမှာ
ပြင်ဖို့ကျွန်တော်ဘုရားစကားပြောခိုင်းနေရတယ်အခုကဒီနေ့ပြော message ဖြစ်တယ်တေချာလာတာပြောလို့ကျွန်တော်ကြားဖို့မရှိတော့ပါဘူးဒါတင်လို့တိတ်ရစီချင်းဒီညဒီတစ်ခေါက်တော့တင်လို့နောက်ဆုံးညဖြစ်တယ်တော့တင်လို့အတ္တအရာရစီချင်းကျွန်တော်ကိုဘုရားကပြောခိုင်းပြရတယ်အားလုံးကျွန်တော်ပြောတဲ့အခါမှာတင်လို့တော့နာကြီးကြရတယ်ထိမိလဲကြရတယ်ဖြစ်သွားခဲ့တဲ့ရှိတော့ကျွန်တော်တရားနဲ့တောင်းပန်ပါတယ်ကျွန်တော်ပြောတဲ့တစ်ခုစီတိုင်းကလူမျိုးစော်ကားတာမဟုတ်ပါဘူးတင်းတို့ကိုချစ်လုံးလို့ကျွန်တော်ပြောနေတဲ့စကားပါဘုရားကျွန်တော်ပြောသောစကားကိုမှန်သောအရာကိုဘုရားကိုကောင်းချီးပေးပါမယ်ကျွန်တော်ချစ်လုံးလို့လာပြောတာလူမျိုးအဆက်ဆက်ကြီးလိုက်တော့တမျိုးပြီးတမျိုးဘုရားကောင်းချီးပေးခဲ့တယ်ကောင်းချီးရလာဆိုရင်ပြန်ထိုးချတော့တင်းတို့ကိုဘုရားရှိခိုးကောင်းချီးပေးနေခြင်းတင်းတို့ရှိလာခဲ့တယ်မဖြစ်ကြတော့နဲ့ဖျားကိုကာကိုကြရအောင်ဒီမှာကြည့်ကြရအောင်အေလိယလက်ထက်3နှစ်နဲ့6လပတ်လို့မိုးခေါင်ကြီးအစာခေါင်းပါတဲ့အချိန်ကာလဣတေလအမျိုးဖြစ်တော့မုတ်ဆိုးမအများရှိမုတ်ဆိုးမလည်းအများကြီးရှိလားရှိတယ်ဒါပေမဲ့တော့ဖျားအတုံးပြုတဲ့ဖျားလူကိုကျွေးမွေးမဲ့ကိစ္စဘယ်သူ့ကိုတုံးသွားလဲတဲ့ဇရတာမျိုးကမုတ်ဆိုးမအဲ့ဒါကဣတလအမျိုးပဲမဟုတ်ဘူးတပါးမျိုးသမီးဖြစ်တယ်တို့ပေတော်ညာလဲပဲအဲ့ဒီအမျိုးသမီးအကြောင်းကိုကျွန်တော်ဗမာတွေ့ရတယ်အေလိယကရောက်သွားတယ်ငါ့ကိုရေတစ်ခွက်ပေးပါတယ်ရေတစ်ခွက်ပေးပါကျွန်တော်ဒါလေးအနေနဲ့ဖတ်ပြမယ်ရေတစ်ခွက်ပေးပါတဲ့ဒါနဲ့ရေသွားယူနေတဲ့အချိန်မှာငါ့ကိုမုတ်ပါဖုတ်ပြီးတော့ယူလာပေးပါဒါနဲ့ဘာပြောလဲဆိုတော့If you want to read it, 1 Kings chapter 17. We can read from 11, verse 11. Mayma di yego yuchinga tuasinwe. 1 Kings chapter 17, verse 11. Mayma di yego yuchinga tuasinwe tapai piwi. Mount the peg will tell me you care about Sobiani.မုံတစ်ဖက်ပါယူခဲ့တဲ့ဒါနဲ့သတိထားတော့အဲ့ဒီချိန်မှာအစာပါခေါင်းပါတာကိုဘာခေါင်းပါနာရေပါခေါင်းပါနေတဲ့ချိန်ကာလဖြစ်တယ်ရေသွားယူလို့ပြောတဲ့မှာရေယူဖို့သွားနေတဲ့အချိန်မှာကျွန်တော်ဒီနေ့ဘာကိုပြောချင်လဲ point ကိုကျွန်တော်ဒီနေ့တင်လို့ point ရအောင်ကျွန်တော်ပြောသွားမယ်ရေသွားယူတဲ့ဒါပေမဲ့ तू ကတပါးပြောသမီးတော့ဣတလအမျိုးမဟုတ်ဘူးဣတလမျိုးလားဣတလမျိုးမဟုတ်ဘူးဖယားကိုကိုးကွယ်တဲ့အမျိုးမဟုတ်ဘူးအခါလေးမှာညီကောင်မောင်မတို့ခရိယန်ထက်ခရိယန်မဟုတ်တဲ့လူတွေကတော့တာရီယုံကြည်ခြင်းရှိသေးတယ်ကျွန်တော်တရားဟောပွဲတွေမှာအနာရောဂါငြိမ်းသွားတဲ့လူတွေတော်တော်များများခရိယန်မဟုတ်ဘူးကျွန်တော်လေနောက်ပိုင်းမှာဗီဒီယိုကလစ်တွေတက်လာလိမ့်မယ်တေဂာနီအမျိုးသမီးတောင်ကြီးမှာကျွန်တော်တရားဟောတဲ့အချိန်မှာတောင်ကြီးမှာဆရာဝန်လက်လျှော့လိုက်ပြီးသွေးကင်ဆာနဲ့သေတော့မဲ့အမျိုးသမီးလေးဗီဒီယိုရှိပြီလားဒီတက်လာတယ်ဒါသွေးကင်ဆာနဲ့သေတော့မဲ့အမျိုးသမီးအဲ့ဒါဗုဒ္ဓဘာသာလင်မယား2ယောက်လုံးကဗုဒ္ဓဘာသာကျွန်တော်3ရက်တရားဟောတယ်နောက်ဆုံးညမှာတရွတ်တိုက်ပြီးသူရောက်လာတယ်ကျွန်တော်ရှိဒီလုံမျိုးနေရကျွန်တော်စင်ပေါ်မှာပလင်းกว่าပလင်းအမြင့်ပဲဒါနဲ့ကျွန်တော်ပလင်းအောက်ကိုဆင်းသွားတယ်သမီးဘာဖြစ်လဲပြောပါသမီးကဗုဒ္ဓဘာသာမှာဆရာတဲ့ဒါပေမဲ့သမီးဒီကိုလာတဲ့အခါမှာသမီးပြောက်မယ်ဆိုတာသမီးယုံတယ်တဲ့သမီးပြောက်မယ်ဆိုတာသမီးယုံတယ်တဲ့ဒါမဲ့သမီးဒါဆိုသမီးဘာလို့ပထမနေ့ကမလာတာလဲလို့ပြောတော့
သမီးလာပါတယ်အရှိရလူတွေကသမီးကိုနေရာမပေးကြလို့သမီးလည်းမတိုးနိုင်ဘူးကျမသမီးလည်းအရာမောနေလို့တဲ့ဒါမဲ့ဒီနေ့ညနောက်ဆုံးညဆိုသမီးမဖြစ်တော့ဘူးဆိုတော့သမီးထွက်လာသူကမျက်စိပါကန်းသွားပြီဒီကင်ဆာယောဂါရဲ့အရှိတော့မျက်စိပါကန်းသွားပြီဒါနဲ့ကျွန်တော်ရင်ထဲမှာအရာစိတ်မကောင်းဖြစ်တယ်သမီးယုံနေတဲ့သမီးမှာလာဖို့ပတ်စံမရှိပါဘူးတဲ့အခုဘုန်းကြီးเจ้าမှာသမီးတဲပြီးတော့မှတင်တန်းလာတတ်တာပါတဲ့သမီးကိုဘယ်သူမှနေရာမပေးကြတော့သမီးဘုန်းကြီးเจ้าမှာသွားနေပြီးတော့မှဘုန်းကြီးเจ้าကနေသမီးကလာပြီးတော့မှတင်တန်းလာတတ်တာပါဆရာတဲ့။အော်ဟုတ်လားလို့အဲ့ဒါသမီးကိုဘုရားခင်ချစ်တယ်နော်သမီးယုံတယ်တဲ့ဒါနဲ့ကျွန်တော်လက်တယ်လို့ဆူတောင်းပေးတဲ့ခါဖခင်ရဲ့တကူတော်ဆင်းလာကျွန်တော်ကြောင့်မဟုတ်ပါဘူးကျွန်တော်ဝန်ခံပါတယ်ကျွန်တော်ကြောင့်လုံးဝမဟုတ်ကျွန်တော်လက်တယ်ပြီးတော့တနာချင်းစိတ်အပြည့်နဲ့ကျွန်တော်ဆူတောင်းနေချင်းအဲ့ဒီအမျိုးသမီးကိုခန္ဓာတဲ့တရှိတော်ဝင်ကိုစီစဉ်သွားလို့ထားခုတ်ပြီးတော့တမီးပြောက်ပြီးစေတမီးရှိတဲ့ဆက်တော်အလို့တောက်လို့ပြောင်းပြန်ထွက်တယ်တမီးဒါဆိုအခုတောက်ဆန်းလို့ရှိတောက်ချကိုတမီးဘာမှမစားလို့မရအောင်ဆရာလည်းတမီးလေဒီနားမှာအလုံးကျိတ်အဖြစ်တမီးအခုစားကြည့်ပါမို့ယူတော့မကျွေးပါမို့အားရပါစားတမီးစားလို့ရပြီဆိုငိုးပြီးတော့သူပြန်ဒီမှာချင်းအဲ့ဒါမယုံကြည်သူအနာယောဂငြိမ်းလို့ပြန်သွားတယ်တမီးတည်တယ်တမီးလာတဲ့ခါမှာတမီးအချင်းကြီးမပြောင်းစားတမီးတည်တယ်ဆန်းနေပတ်လို့ပြတ်တော့ဆိုရင်အမျိုးသမီးလည်းလာတဲ့ခါမှာငါတို့တာနဲ့ဘဝကိုတို့တာနဲ့ငါပြောက်မယ်ဆိုတာငါတည်တယ်မတော့ခင်ကလေးကသူပြောက်မယ်ဆိုရင်ယုံကြည်ခြင်းရှိတာပြီးသားအဲ့ဒီအမျိုးသမီးကလည်းမလာခင်ကလုံးဝပြောက်မယ်ဆိုတာတမီးယုံတယ်တရွတ်တိုက်တာလာနေတာသူ့ယောက်ျားသူ့လက်ဆွဲမလာသူ့အယပ်ပင်မနေတယ်ဟောလူကလည်းထောင်နေချီဆိုတော့ဟိုးအနောက်ဆုံးနဲ့ရှေ့ဆုံးလာဘူးသူမလွယ်ဘူးအစီအစဉ်ပြီးမှတိုးမယ်ဆိုသူမတိုးနိုင်ဘူးကျွန်တော်အစီအစဉ်မှကျွန်တော်တရားဟောနေတာကျွန်တော်တရားဟောနေဆိုတော့ဒီတိုက်ကြီးထွက်လာဘယ်လောက်မျိုးဖြစ်ချင်သူများပါပြောသမီးမရတော့သမီးမှာကုဖို့ပတ်စံလည်းမရှိဘူးကုလည်းမကုနိုင်တော့ဘူးသမီးတင်ဖို့စောင့်နေရတာဖြစ်တယ်ဒါပေမဲ့သမီးယုံတယ်ဆူတောင်းတယ်ဘုရားတကူလို့ကြည့်သွားတယ်ထာခုံးပြီးတော့မှဒီကျွတ်တိုက်တော့မလာမရှောင်နေတော့တဲ့မျိုးသမီးကထာခုံးပြီးတော့မှမျက်စိကအလင်းရတော့ပြန်ထွက်သွားတယ်အဲ့ဒါယုံကြည်သူမဟုတ်မယုံကြည်သူကျွန်တော်တောင်းမှတရားဟောတယ်စေမမကျော်တရားဟောနေတယ်ယေရှုခရစ်တော်ကခရိယန်ရဲ့ဘုရားမဟုတ်မွတ်စလင်ခေါ်လဲထူးတယ်ဟိန္ဒူခေါ်လဲထူးတယ်ဗုဒ္ဓဘာသာခေါ်လဲထူးတယ်ယေရှုခရစ်တော်ကလူသားအားလုံးချစ်တဲ့ဘုရားဖြစ်တယ်မြည်ဆန်းခြင်းနဲ့သူထွက်ခဲ့ပါအမျိုးသမီးတယောက်ရှေ့ကိုထွက်လာတယ်ကျွန်တော်ဘလို့ခေါ်မှတော့မသိဘူးအကိုကြီးအောက်ကလည်းကျွန်တော်ကိုကြီးအေးညီမပါလဲမို့ဈေးရောက်ဈေးဝယ်ထားတယ်ဖြစ်နေတယ်အဲ့ဒါကိုကြီးညီမအကိုကြီးကျမယုံလို့ထွက်လာတာနော်ကျမဆူတောင်းပေးလို့ရပါအော်ရပါတယ်ညီမအကိုကြီးခေါ်မှတော့ဒါခရိယန်မဟုတ်စချင်းသေးပါပြီအဲ့ဒါအော်ရပါတယ်ဆူတောင်းဖို့လုပ်လို့ချင်းကိုကြီးကျမမွတ်စလင်တော့ရလားမွတ်စလင်လေမွတ်စလင်ဆူတောင်းပေးလို့ရလားကိုကြီးဟာမွတ်စလင်ရတယ်မွတ်စလင်လည်းဘုရားခင်ချစ်တယ်လက်တင်ဆူတောင်းပေးဘုရားရှင်မဆာကိုရောဒီသမီးကိုချစ်တယ်ဒါပေမဲ့သူ့မှာပရိတ်ကျိုးတွေလားဘာကျိုးတွေလားအများကြီးပဲဒါနဲ့ကျွန်တော်အကုန်လုံးညှပ်ပြီးဖြတ်ပလိုက်တာအကုန်လုံးပြတ်ပလိုက်တခုခုဆိုအဲ့ဒီကျိုးတွေကြောင့်ပျောက်တယ်ဆိုတာဖြစ်နေမှာအကုန်လုံးပြတ်ပလိုက်မှတ်တာဘုရားအလုပ်လုပ်ဟိုဟာဒီဟာကြောင့်မအကုန်ရှင်းလုပ်တာအကုန်ညှပ်ပြီးကျွန်တော်ပြတ်ပလိုက်နောက်တနေ့ကျတော့ကျွန်တော်ဒုတိယနေ့မှာအမအစိုးရတွေပါတယ်ပြင်ဆင်နေပြီကီးဘိုးတွေပါတယ်အကုန်ပြင်ဆင်နေပြီနောက်ကနေပါပြီးတော့သူ့အတာပြည့်နေဟိုအသားညင်နေတဲ့ကိုကြီးမှလည်းအသားညင်နေတဲ့ကိုကြီးအသားညင်နေတဲ့ကိုကြီးမှလည်းအသားညင်နေတဲ့ကိုရှိတယ်အသားညင်နေဆိုကျွန်တော်ဖွဲ့တယ်မှာကျွန်တော်ပဲရှိတာလေပြောချင်တယ်မျိုးချောဆိုတော့ဒီလေအဲ့ဒါကျွန်တော်အသားညင်နေတဲ့ကိုကြီးမှကျွန်တော်မထွက်ရင်အဲ့ဒါကျွန်တော်ရှက်ခွဲတော့မတည့်တာโอเคညီမကိုပဲအကိုကြီးလိုက်ရှာလိုက်တာကိုကြီးကလည်းယေရှုဆွမ်းလိုက်တာရောက်တယ်ဆွမ်းလာဟာဘာဆွမ်းလာလဲညမလေးအနာရောလေအကုန်ပြောက်သွားပြီအဲ့ဒါလာပြောတာတိလာဈေးပြန်ရောက်လာပြီပဲဈေးပါလေ तू ကမဈေးနေအိမ်မှာတည်တယ် तू ကအဲ့လာဟိုဘာနဲ့ရှောက်ရုံလဲချီဘယ်လောက်လဲဟို तू မစလဲဆွမ်းလာကိုကြီးရတယ်ဆွမ်းလာဘာဆွမ်းလာလဲကိုကြီး
ယေရှုပြလေဆွမ်းလိုက်တာအနာကလည်းပြောက်သွားပြီတဲ့ညီမလေးအဲ့တော့လာပြောတာတော့လည်းသွားလိုက်မင်းတော့ဇေဘန်တိုင်းကျွန်တော်တို့ဘုရားကြောင့်ပုံမှန်တက်နေကြကျွန်တော်တို့မှာဘာကြောင့်အပတ်တိုင်းဘုရားကြောင့်နှုတ်ကပတ်တော်တွေကြားရတယ်ဘာကြောင့်ကျွန်တော်တို့မှာဒါတွေဖြစ်တယ်ဘာကြောင့်လဲကျွန်တော်လာတဲ့ခါမှာဘာရည်တွေးခေါ်လူမျိုးရည်တွေးခေါ်ခိုင်းကနာတွေးခေါ်ဘုရားကြောင့်ကိုလာတဲ့မှာတကယ်ကိုဟလာခရိယန်တွေတရားနာထောင်ပြဒီခုံမကျိုးကျေးဇူးတော်ခရိယန်တွေဖျားတရားလာကိုတင်းအောင်ဆရာတရားဟောရကိုဆိုတယ်ကိုတင်းအောင်ဆရာဒီအပတ်ဒီတစ်ပတ်လည်းဒီဆရာနောက်တစ်ပတ်လည်းဒီဆရာနောက်တစ်ပတ်လည်းဒီဆရာဒီမကြည့်လိုက်ဘုရားကြောင့်တယ်တချို့ကဘုရားကြောင့်တယ်မှာပါလို့လေ Facebook ကျွန်တော်ကဖတ်ရိုက်တာ Facebook အောက်ကနေရှိလိုက်တယ်ဆရာတေးပလာတရားဟောတဲ့ပွဲမှာရောက်ပြီဟဲ့ပေါက်ပြရှောက်မပြောနဲ့တဲ့ပေါက်ပြရှောက်ပြောကြည့်တယ်အမေသူက selfie ပြန်ရိုက်အဲ့ဒီလေရိုက်ပြီးတော့ဘာလုပ်လဲတဲ့လားသူအဲ့ဒါနဲ့အလုံးများနေတာသူ comment တွေ like ဆောင်တယ် like တွေဘယ်နှခုရပြီလဲသူကြည့်မယ်ကျွန်တော်ဘာဟုတ်တော့လဲသူဘာမသိဒါပဲတဲ့အဲ့လုံးမပူးနိုင်ဘူးဒါနဲ့နော်ခရိယန်တွေဒါနဲ့ပဲအချိန်ကုန်နေပြီလားဒါကြောင့်တကယ်အေလိယရဲ့ခင်မှာမဆိုးမအများကြီးရှိတော်ညာလေတကယ်ကိစ္စမှာကျတော့ဘုရားသခင်ကသူ့လူမျိုးတော်ကိုသူယုံကြည်ဘူးဇရတာပြောမဆိုးမစီသွားတယ်နဲ့သွားဟိုလူတွေစီသွားရင်ရေတစ်ခွက်ပေးပါလို့ပြောရေမရှိရတယ်ပြောရတယ်တော့လောအောင်မဲ့ခရိယန်နေစီရနာအရန်ကောင်းရေတော့ပေးလိုက်ပါရေသွားယူနေချိန်မှာမုတ်တစ်ဖက်ပါယူလာခဲ့ဆရာကျမလည်းခရိယန်ဆရာလည်းခရိယန်လူလေတော့ကြတယ်ကျမလည်းဘုရားကိုကွယ်တယ်ပို့ဆိုးတာပြန်ထောက်ဆိုတဲ့ဖွဲ့ပို့ဆိုးတယ်ကြောင်လေသွားပြီဆိုရင်ဆရာကတော့မှပြန်ဆရာလုပ်ချင်တဲ့အဖွဲ့နဲ့ပြန်ထောက်ဆိုတဲ့အဖွဲ့ပြန်ထောက်လာပါလားပြန်ထောက်ပြန်ထောက်အဖွဲ့အဲ့ကြောက်စရာရပေါ့သူတို့ဘောလည်းဖြစ်သွားပြီဆိုရင်ဆရာတွေကဆရာဖျားကျမဆရာတော့ဖော်ပြတာရှိတယ်လုံးတာဆရာတော့အေလိယကလာပြီအေလိယရောက်လာရင်ငါပဲရေဘက်သွားခတ်တဲ့ဖျားအဲ့တော့ဣဒလာမျိုးမဟုတ်ဒီတော့ခတ်没有几条，你再看。多少年前，俺都没把伊拉给，但是没妈妈表了12，没妈个，打起，打要都表了，都不要不了。She said, "As the Lord, your God, it's not my God, your God." မင်းဖယားအသက်ရှင်နေမလားတဲ့တင်အသက်ရှင်နေတင်ဖယားအသက်ရှင်တော်မူတဲ့တိုင် I'm not a king ငါမဘာဘုံမှမရှိဘူးဒါပေမဲ့မုံညအနေငယ်နဲ့စီအနေငယ်တော့ရှိတယ်အဲ့ဒါလည်းပဲငါသားနဲ့ငါအတွက်ပဲဒါနောက်ဆုံးမဲ့စားပြီးငါသေတော့မှာ Behold လာပြီgathering to stick and I may go in and dress it for me and my son that we may eat it and die. That's all we have. 13 go to 13.
ဒါလေးပဲငါတို့ကျန်တော့ငါတို့ဒါလေးစားတော့ငါတို့သေတော့မှာအဲ့တော့မရဘူးထင်တယ် and Elijah said unto her fear not go and do as thou hast said but make me thereof a little cake first and bring it unto me and after make for thee and for thy son. Go on. 14. For thus said the Lord God of Israel. You see? The Lord God of Israel. If the la amyoye payat ke main dormudiga. Me maulong mesoye. Me shire ku maunya ne ye ko long mesoye. Me di kalabal osa khamaya kalabal ma me bero ma ngasiya. ဖယားကပြောတယ်ဆိုတဲ့အတန်ရှားလက်ကြောက်အဲ့ဒီမိမချက်ချင်းပါလို့မှတ်လားခရိယန်တွေအောင်မြင်ခြင်းဖယားစကားကို serious ထားပါဒီမိမကယုံကြည်သူမဟုတ်တာတော့မှဣတေလအမျိုးရဲ့ဖယားပြောတဲ့စကားမဘာပြောလဲဒီချာကြည့်ဣစလိမာဣတလအမျိုးကြီးပြားခဲ့ထွားပြမိန်တော်မူသည်ကထာဝရဘုရားကမြေပေါ်မှာမိုးရွာစေတော်မူတဲ့အိုး၌ရှိသောမုံညက်မကုန်ဘူး၌ရှိသောစီမရောဘုရားပြောတယ်နော်အကြည့်ဒီနေ့ခရိယန်ဘုရားစကားကို serious ထားတယ်ခရိယန်တွေဖြစ်ပြီးတော့ယုံကြည်သူလို့ပြောတော့မှဘုရားစကားကို serious မထားရင်သင်ဘယ်တော့မှဘုရားရဲ့ကြီးမားသောကောင်းကြီးမခံစားဒီလူဒီမျိုးသမီးဖယားစကားဆိုကြားရတယ်ချက်ချင်းသူထားလို့သူယုံကြည်သူမဟုတ်ပါဘူးယုံကြည်သူမဟုတ်ပေမဲ့သူဖယားကိုယုံတယ်ဘာကိုယုံတာလဲဖယားပြောတဲ့စကားကိုယုံတယ်ဒီနေ့ကျွန်တော်ယုံကြည်သူလို့ပြောတော့တကယ်ဖယားစကားကိုယုံရလားဒီနေ့ကျွန်တော်ယုံကြည်သူလို့ကပြောတဲ့ဖယားစကားကိုတကယ်ယုံရလားဒီအမျိုးသမီးကမယုံကြည်သူဖြစ်ပေမဲ့ဘုရားစကားကိုယုံတယ်ကျွန်တော်တရားဟောမှာအမျိုးသမီးတွေကဝိရှဲပေါ်နဲ့ထလာကျွန်တော်တို့ဘုရားရှင်တင်းပြည့်ကျွေးအားလို့စက်ပေးပြီးဆိုတင်ယုံရင်တင်းကိုရှောင်းတော်ရှင်တဲ့လွတ်မြောက်စေတယ်ကျွန်တော်ဒီနေ့ပြောတာယေရှုခရစ်တော်ကျွန်တော်တို့ကျမတို့ပြည့်ကျွေးအားလို့စက်ပေးတယ်အဲ့လိုပြောရင်ခရိယန်တွေရိုးသွားပြီငယ်ငယ်တွေကသိတယ်ဆန်စကူတွေကသိတယ်ဆန်စကွေဒါတွေကြားပြီးရှားဘူးတော်ညာနဲ့တင်းအထဲမှာယုံကြည်ခြင်းမဖြစ်သေးတဲ့တင်းထဲပါစိုက်တော့ပါတိဆောက်ပါမနှက်ပြန်တော့မစိုးရိမ်နဲ့လို့ပြောတဲ့စကားငငယ်ရတဲ့ကြားဘူးလိမ့်မယ်ဒါပေမဲ့အဲ့စကားတင်းအထဲမှာနေရမယူမချင်းအသက်မဖြစ်မချင်းမနှက်ပြန်နိုင်ရတင်းကိုစိုးရိမ်စရာကြောင့်ဖြစ်အောင်လုပ်လိမ့်မယ်ဘုရားစကားကိုတင်း serious တကယ်ထားတတ်တယ်ပြောပါဖယားစကားကိုတကယ် serious တာဒီမိမမယုံကြည်ဘူးနော်ဒါပေမဲ့ဖယားစကားလို့ပြောရတယ်သွားလို့ပါမယ်ဖယားကပြောတယ်အရင်ဆုံးသွားလို့လိုက်မင်းလုပ်ရင်ဒါပေမဲ့ကျွန်တော်ပြဿနာပါဒါဆိုရင်ဖယားလုပ်စေချင်တယ်ဆိုရင်အရင်ဆုံးစီးတယ်ပြီအိုးထဲမှာစီးဖြစ်ပြီမုံညက်တွေဖြစ်ပြီအဲ့ကျကျွန်တော်လှုပ်ကျွေးမယ်မဟုတ်ဘူးဘုရားပါပြောမင်းရှိတဲ့ဟာအရင်ဆုံးလုံးလိုက်မဟုတ်ဘူးတကယ်လှုပ်ခိုင်းတာကိုဘုရားစကားကိုနားထောင်ခြင်းတင်လာဘာကြောင့်နားလဲပြောမယ်ဘုရားစကားအရင်ကြီးတယ်ကျမ်းစာထဲမှာအာဒံကအတိစားလို့ကောင်းကောင်းတိကျပေးအတိစားလို့အပြစ်ရောက်သွားတယ်ဒီလိုပြောကြလိုက်နော်အတိစားလို့အပြစ်ဖြစ်တာမဟုတ်ဘူးအတိမစားနဲ့လို့ပြောတဲ့ဘုရားစကားကိုအလေးနက်ထားတယ်ပြန်ပြောမယ်အတိမစားနဲ့လို့ပြောတဲ့ဘုရားစကားကိုအလေးနက်ထားဒီနေ့ခရိယန်
မညီတော်ဘုံမထားနဲ့အလင်းနဲ့မထားဘူးမထားတော့ဘာဖြစ်လဲဝမ်းနေချင်းနဲ့ရင်ဆိုင်လိုက်လက်မထက်ခင်မှာတန်ရှင်းသွားနေကြပါတန်ရှင်းသွားနေကြပါအလကားပြောတာကိုတားစင်မြင်းဆက်ကောင်းကြီးဖြစ်ဖို့တန်ရှင်းသွားနေခိုင်းတာဖယားစကားကို serious ထားကြဖယားကပြောလာပြီဆိုရင် serious ထားပါအုံနောက်ထဲပါပဲမထည့်နဲ့ဒီမှာကျမ်းစာတအုံလုံးသိတာခင်ဗျားတို့ကျွန်တော်စိတ်ဝင်စားဘူးဒီနေ့ဆရာတွေသူတို့ဘယ်လောက်သိလဲဆိုတော့တယောက်နဲ့တယောက်ပြိုင်သိနေကြတယ်အမြင့်နေပဲသိနေဒါမှအောက်ခြေတော့မခိုင်တဲ့ခရိယန်တွေကိုဘယ်လောက်ပဲအမြင့်နေသိအောက်ခြေမခိုင်ဘူးပြန်လဲမယ်ကိုအောက်ခြေခိုင်တော့ကျမ်းစာကျွန်တော်မသိပေးဘူးကျမ်းစာယုံအောင်ပဲအရင်လုံးကြအောင်ကျမ်းစာပေါ်မှာတော့နှုတ်ကပတ်တော်ပေါ်မှာတော့မရက်တည်နေပဲနှုတ်ကပတ်တော်ကျမ်းစာသင်တန်းနဲ့ဆွတ်ဆက်သွားတယ်ဘာယုံမှမပေါ့ဘူးကျမ်းစာကိုသင်တာကအရင်ဆုံးကျမ်းစာပေါ်မှာငါတကယ်ယုံရလားဖတ်တိုင်းမှာငါအတွက်ဖြစ်နေဆိုတကယ်ပြင်စိတ်ချပြီလားတအောင်လုံးသိထားပြီးတော့မှမနဲ့ပြတော့မစိုးရင်ဆိုတဲ့စကားလေးတော့မသိမယုံနိုင်ရင်ဘာမှတိတ်လို့မရှိဘူးဘာမှတိတ်လို့မရှိဘူးအတိစားလို့အပြည့်ရောက်တာမဟုတ်မစားနဲ့လို့ပြောတဲ့ဖရာစကားကိုအလေးနဲ့ထားချက်သူရှုံးနေမှာဒါဆိုကျွန်တော်ပြောလောတာရဲ့မိမစားတယ်ဖြစ်သွားတာတစ်ချက်လေးလက်ကြည့်တာနဲ့စားတယ်ဖြစ်စရာတစ်ချက်လေးလက်ကြည့်တာနဲ့စားတယ်ဖြစ်စရာလက်ကြည့်လို့စားတယ်ဖြစ်တာမဟုတ်ဘူးလဲမကြည့်နဲ့လို့ပြောတဲ့ဖရာစကားကိုအလေးနဲ့မထားတာဒီနေ့ခရိယာန်တွေကိုဘုရားခင်ကနှုတ်ကပတ်တော်နဲ့ပတ်သက်လိုက်အလေးနဲ့ထားစေချင်တယ်ဒီနေ့ဒီမှာရှိတဲ့ယောဂခံစားတဲ့သူတွေကျွန်တော်ပြောမယ်ကျွန်တော်ဒီညပြောမယ်နှုတ်ကပတ်တော်ကျွန်တော်အလေးနဲ့ထားကျွန်တော်ပြန်သွားတယ်ကျွန်တော်ခန္ဓာကိုယ်ထဲမှာယောဂဟာပြောင်းနေရတဲ့ကိုဘုရားပြင်ဆင်ပေးလိုက်တယ်ကျွန်တော်လည်းမပြောဘူးအာမခံရတယ်ဘုရားစကားအသက်မရှိကျွန်တော်သိတာကြားပြီဘုရားစကားအသက်မရှိကျွန်တော်ပျက်စီးသွားတာကြားပြီဘုရားစကားအသက်မရှိကျွန်တော်ကဆုံးရှုံးသွားတာကြားပြီThis is my life. It's my everything. I love the word of God. I love it so much. No go back to John. I shan't change. John, I'm not even thinking about. But think that the cool John, she is way back now. See, I will let show you look your head. No. See, I will let show you your head. I will let show. Men say no.God say yes. ဘုရားသားသမီးအောင်မြင်တော်သူတွေဗျာဒီလူတွေအားလုံးအောင်မြင်တော်သူတွေအသက်မပြည့်တဲ့တည်တော်ဘုရားလိုတော့မရှိဘူးယောဂါတွေနဲ့ကပိတ်တဲ့လေးနေဖို့ဘုရားလိုတော့မရှိဘူးသူများအောက်မှာနေဖို့ဒီမှာကျွန်တော်ပြောပြအော်စတြေးလျရောက်လာဒီအစိုးရကျေးဇူးတင်ပါတယ်သို့တော့ဒီအစိုးရဒီမှာရှိတဲ့သူတွေတော်တော်များများပို့လိုက်ဒီမှာလက်ခံဘာသာလို့ထင်တယ်ဒီကောင်မောင်မသူတို့နိုင်ငံသားတွေမလုံနိုင်တဲ့အလုပ်ကျန်းတွေအားလုံးပဲခင်ဗျားတို့ခေါ်တာဒါပေမဲ့ကျွန်တော်ပြောပြယောသရဲ့တတ်တာအီဂျစ်ကိုရောက်သွားတဲ့ချိန်တုန်းကရောက်သွားတဲ့ပုံစံကကျုံနေနဲ့ရောက်တာဒါပေမဲ့ဖယားကိုအားကိုးတတ်တယ်ဖယားကိုကြောက်ရွံ့တဲ့အခါကျုံနေနဲ့ရောက်သွားပြီပဲသခင်ဖျားတဲ့ခေါ်ဖျားရှင်ပြင်ဆင်ပေးတယ်ဟာလေလုယာဒီတော့ဘလုံးနေရာပဲရောက်ပါစအခုချိန်မှာဒီတော့ဒါမှခုလို့ရှိငါတို့ဘွားတော့တော်ပါပြီကွာငါတို့ကတော့ငါတို့သားသမီးတွေတွေ့ပေးဖို့နော်ငါတို့သားသမီးတွေငါတို့ကြိုးစားပြီးရုန်းကန်တော့မယ်ငါတို့ကတော့ဘဝဘာမှမရှိတော့ Don't say that ကြည်ရတတ်တာတဲ့မှာတင်တခါမှမမျော်လင့်ထားတဲ့မင်္ဂလာမျိုးတင်ခံစားရတဲ့အခုဘုရားပြင်ဆင်ပေးလိမ့်မယ်ဟာလေလုယာတင်ဖို့ပါဖေးမင်းမရခဲ့တဲ့မင်္ဂလာမျိုးပေးရှင်တော့တင်ကိုဒီနေ့ကဘလို့ချင်းနေတို့နဲ့ဘလို့ပဲဒီနေ့ရောက်လာပါစေယောသကျွန်းနေနဲ့ရောက်တော့ညာလေအချိန်တန်တော့ဘုရားသားသမီးဘုရားကအမိမထားဘူးဥကောင်းမှထားတဲ့ချင်းရောက်တဲ့ဘုရားရှင်ဖြစ်တယ်ဟာလေလုယာ
ဘေးနားမှာရှိတဲ့ကလေးမသိကိုဖခင်အမိမမထားဘူးဦးကောင်းမှထားမယ်လို့ပြောလိုက်ပါ Hallelujah Thank you Jesus Thank you Jesus Thank you Jesus ဒီအလုပ်ကောင်းရနေတဲ့ပုံမှာသိတယ်မကျင်တတ်တယ်ဟုတ်အဲ့ဒီချက်သားပြီးကောင်းသောလုပ်ကိုဘုရားပြင်ဆင်ထားပြီးသားဖြစ်တယ် Hallelujah Amen ဒါကျွန်တော်ပြောမယ်အောင်းကြီးချင်းလားဘုရားစကားအလေးနဲ့ထားပါယောသကျွန်မနဲ့တခင်ပါလို့ဖြစ်တယ်သူဘုရားစကားအလေးနဲ့ထားတယ်သူများမိန်းမအဲ့ဒီမိန်းမတော်ရင်မိန်းမမဟုတ်ဘူးဘိုးချုပ်ရဲ့မိန်းမဘိုးချုပ်မိန်းမအဲ့ဒီကာလဘိုးချုပ်ကရုပ်ကစိုးမယူဘူးအင်မတန်လာတော့ဖြောင်းတကယ်လာတော့အဲ့လိုဖြစ်နေတဲ့အမျိုးသမီးအခန်းထဲကနေDarlingဒီခေတ်လူငယ်တွေရောဟယ်လေလုရောလည်း Thank you Lord Thank you No tu bảo đi bây giờ cái chạy cũng sắp tự đi rồi dung nhá vậy mấy mà ná lên cho nó béo béo này mà tiền tha nó có bắt đầu cả tâm tích mà tiền sắp có béo thà đó mẹ cái nhà nó má cái bị sôi nó lên mắt đằng này giá khi xí mà muốn chắc tao mà ta với xí đó mẹ cho nó béo béo khơi mà anh đâu quên là mà dù đâu mẹ tìm mà liền của mày giáo của cả mình được I'm up to you guys that's your choice mỗi sự thông giải nhà rồi mình nó không mà nó ai chỉ để cho nó mình nó dù mà mình bắt đầu này số đó nó bị lại đóแต่พยาชิมันแล้วจะปีเดียร์อันว่าเลี้ยงวัวมายาวสติมันเลยอุมาสุบาสุเจนอกพี่ว่ามันเรื่องอะไรเจนอยอันยูดมีและชิสกามยาจับเรากวยตัวเจนอยเนี่ยตีจับเพียสาลงเลยแต่เดินสายให้มาว่าจนยาลูกอันนี้เนี่ยเราตัวนี้จะนอนได้ยาวกว่าเราเลยน้องไม่มาอยู่ลูกอันนี้เนี่ยโอเคแต่แบบพยาอันนี้เนี่ยไม่โอเคตัวมาตีมาเช่นจะนอนมาตีมาเช่นเลี้ยงวัวไม่ยาวกว่าเนี่ยมันเลือดเองแต่แบบตีชิโร่ยาเลยเป็นน้ำชิแต่แบบ高级กว่าเลยတိတ်กว่าเลยယူလို့ရတယ်ဒါပေမဲ့ဝမ်းမြောက်ခြင်းရဲ့အနှစ်သာရရဲ့ဖျားပြင်ဆင်ထားတဲ့အရာကိုရတဲ့တလောက်တမရဖျားစကားအတိုင်းပဲကျွန်တော်ပြောတာတေချာဖတ်ကြည့်မဿဲတေချာဖတ်ရှင်မဿဲကိုတေချာညက်အောင်ဖတ် You cannot but if you really want to do it go ahead that's your choice mata တိတ်လုတ်ခြင်းဖယားမတားဘူးဒါပေမဲ့mata အလိုတော်မရှိရင်အလိုတော်မရှိဘဲနဲ့အခွင့်ပေးလိုက်အဲ့ဒါအခွင့်တော်လို့ခေါ်တယ်အခွင့်တော်ကအမြဲတမ်းသင်ခန်းစာရတယ်အလိုတော်ကတော့ one nation ရှိတယ်please ကျွန်တော်ဒီနေ့ပြောတဲ့အရာအားလုံးကအသက်တာမှာအရင်ကြည့်တယ်ဒီနေ့ထဲမှာယောဂခံစားနေသူတွေရှိတယ်နှလုံးနဲ့ပတ်သက်တဲ့ခံစားနေရတဲ့သူရှိတယ်ဒီထဲမှာပြီးတော့အသည်းနဲ့ပတ်သက်တဲ့သူတွေရှိတယ်လုံးဝမစိုးရင်လည်းတခုပဲ
အနာယောဂနဲ့ပတ်သက်တဲ့ဘုရားဘာပြောလဲရှင်းရှင်းလေးပဲရှင်းအောင်ထားတဲ့သူတွေရှင်းခွင့်လုပ်ပါအနာယောဂမပြောက်ခြင်းအဓိကအကြောက်ရဆုံးပြဿနာကဝိညာဉ်ရေးရမှာသူများခွင့်မလွတ်ခြင်းရှင်းအောင်ထားခြင်းခွင့်မလွတ်ခြင်းရှင်းအောင်ထားခြင်းတိတ်ကြောက်စရာကောင်းတယ်ကျွန်တော်2013တုန်းမှာကျွန်တော်မိုးကုတ်ကနေကျွန်တော်တရားဟောပြီးပြန်လာတယ်မန္တလေးရောက်တဲ့အခါမှာအင်မတန်ချမ်းသာတဲ့တထေးကြီးတယောက်အိမ်ရောက်တယ်မော်ဒယ်လုပ်တဲ့ကချင်တယောက်ရဲ့ဦးလေးဖြစ်တယ်သူကနေဟလာဦးလေးကိုချက်လာဆူတောင်းပေးပါဆိုလို့ကျွန်တော်သွားလို့ဆူတောင်းပေးတယ်အပေါ်ရောက်တဲ့အချိန်မှာသူကသူ့ရဲ့ရုပ်ကတကူလုံးမိကျွန်းတယ်လို့ကျွန်းတယ်သေတော့မယ်ဆရာကမကြခင်သေတော့မယ်တဲ့ဒါနဲ့ကျွန်တော်သူ့ကိုတွေ့ချင်းဝิญဉ်တော့ကျွန်တော်ချက်ချင်းစကားပြောတာဒီလူတယောက်ကိုချီနှောင်ထားတယ်ချက်ချင်းဖွင့်လို့ခိုင်းပါဒါနဲ့အန်ကာလို့စိတ်တော့မရှိပါနဲ့အန်ကာကျွန်တော်မယုံသေးလို့ပြောတာမဟုတ်ပါဘူးအန်ကာလူတယောက်ကိုချီနှောင်ထားတယ်မလားအန်ကာဖွင့်လို့လိုက်ပါဖွင့်မလို့ရင်အန်ကာသိလိုက်တယ်တောင်းမှလည်းကျွန်တော်ရိုင်းသွားရင်ဒါပေမဲ့အန်ကာသိလိုက်တယ်အန်ကာဖွင့်လို့ချက်ချင်းသူငိုတယ်ဘာလို့လဲလူတယောက်ကိုကြောက်စိတ်သိမ်းထောင်တဲ့ချီလိန်သွားတဲ့လူကိုသူကနေပြန်တတ်ဖို့ပတ်စံတော့ပေးထားပြီကျေးစားနဲ့တတ်ဖို့ပတ်စံတော့ပေးထားပြီဒါပေမဲ့ဟိုလူကထွက်ပြေးတော့သူကတတ်လို့မရသေးဘူးဖြစ်အန်ကာလို့သူကလို့ပြောလို့ပြောအန်ကာလို့ဒီမှာကြည့်အန်ကာကချီနှောင်ထားတဲ့အဲ့ကိုသေမချင်တယ်ဒါပေမဲ့သူမသိခင်အန်ကာသေတော့မယ်တော့လားမထားချီနှောင်ခြင်းဆိုတာကသင်ချီနှောင်ထားတဲ့လူမထိခင်သင်ကိုလာထိတယ်ချီနှောင်ခြင်းကိုလွတ်ခိုင်းတာသူများပြောမဟုတ်သင်အတွက်လွတ်ခိုင်းတာအဲ့ဒါချက်ချင်းမဲ့သူမျက်ရည်နဲ့မလားဖယားစကားပေါ်မှာရက်တည်တဲ့အခါမှာခွင့်လွတ်တယ်ဆိုတာက feeling နဲ့မဟုတ်ဘူးစောက်ဖြစ်ချက်နဲ့မလားပါခွင့်လွတ်တယ်ဆိုတာကတင်းရဲ့ခံစားချက်ပေါ်မှာမမှုတည်ပါနဲ့ဆုံးဖြတ်ချက်နဲ့တွားရတာအဲ့ဒီနေရာကိုဆုံးဖြတ်လိုက်တယ်ဟုတ်ကဲ့ပါဆရာကျွန်တော်တောင်းပါပါတယ်ဆရာကျွန်တော်မတောင်းပါနဲ့ဘုရားကိုတောင်းပါအဲ့ဒီလူကိုတက်ခိုင်းထားတဲ့လူကိုမလုံးတော့နဲ့လို့ပြောပါသူ့ကိုလည်းခွင့်လွှတ်လိုက်ပါဟုတ်ကဲ့ပါဆရာတကူလုံးတုံနေတယ်ကျွန်တော်ဆူတောင်းခိုင်းပြီးသွားဆူတောင်းပေးလိုက်တယ်ခွင့်လွှတ်ပေးပြီဆရာโอเคဒါဆိုကျွန်တော်ဆူတောင်းပေးလိုက်တယ်2016မြကြီးနားမှာကျွန်တော်တရားဟောတဲ့ပွဲမှာရောက်လာတယ်ဆရာကျွန်တော်မမိလားကျွန်တော်မမိပါဘူးဆရာကကျွန်တော်တပတ်ပဲခံတော့မယ်လို့ပြောတဲ့သူပါဆရာမန္တလေးမှာနေဆရာအော်ဟုတ်ကဲ့အခုဆရာကျွန်တော်အသက်ပြန်ဖြစ်နေပါပြီဆရာဟာလေလုယာအဓိကချက်ကျမ်းမာခြင်းမှာအဓိကခွင့်မလွတ်ခြင်းဒီနေ့ကျွန်တော်ပြောပြမယ်ဒီထဲမှာကိုယ့်အဖေမေကိုပြန်ခွင့်မလွတ်တဲ့သားသမီးတွေရှိတယ်ချီနှောင်ထားတယ်ကိုယ့်အဖေမေကိုခွင့်မလွတ်ဘဲနဲ့ချီနှောင်ထားတဲ့လူတွေထဲမှာရှိတယ်ဒီနေ့လွတ်လိုက်ဘုရားစကားလာပြီဘုရားစကားမဟုတ်ဘူးဆရာမသိဘူးကျွန်တော်ရဲ့ဖေဒါရီလာမပြောနဲ့ဘုရားကခံစားချက်ကိုစိတ်ဝင်စားအောင်နှုတ်ဘတ်တော်ဝန်ခံတာပဲသူစိတ်ဝင်စားတာနှုတ်ဘတ်တော်မထီမဲ့မပြုတ်နဲ့တေချာတယ်လဲမကြည့်နဲ့ဆိုတော့လဲမကြည့်နဲ့လဲကြည့်လို့စားတယ်ဖြစ်တယ်လဲကြည့်လို့စားတယ်ဖြစ်တာမဟုတ်လဲမကြည့်နဲ့လို့ပြောတယ်ဘုရားစကားမထီမဲ့ပြုတ်တာမရောက်တယ်နောက်တစ်ခုထပ်ပြောမယ်ရှမ်းဆုံးလူများနဲ့ထင်တာကရှမ်းဆုံးမျက်စိဖောက်ခါတာအားကုန်သွားတာစပင်းညက်လို့ထင်တယ်မလားဟယ်လိုအေးစပင်းညက်လို့မဟုတ်စပင်းဖြတ်လိုက်လို့ကြားစာတေချာအကြည့်စပင်းမဖြတ်နဲ့လို့ပြောတဲ့ဖယားစကားကိုသူအလေးနဲ့မထားဘူးသူရှောင်သွားဘာလို့ဒီလဲနောက်ဆုံးသူစပင်းမရှိတော့တော့ညာလေနောက်ဆုံးမှစပင်းမရှိတော့ဘူးစပင်းရှိမှသူအားရှိတယ်ဆိုရင်နောက်ဆုံးစပင်းမရှိတော့မှသူကပြောလေကိုရောတဲ့ဒီတစ်ချိန်ကျွန်တော်ခွန်အားပြန်ပေးပါသူတိသွားပြီခွန်အားကစပင်းမှာရှိတာမဟုတ်ဘူး
ဖယားမရှိတာဘယ်ချိန်မှမသိဘူးဖြတ်ခံဒီမှာသိတာဒီမှာသူသိတယ်စပယ်ရှိခြင်းမရှိခြင်းနဲ့မဆိုင်ဘူးစပယ်ဖြတ်ခြင်းမဖြတ်ခြင်းနဲ့မဆိုင်ဘူးစပယ်မဖြတ်တယ်လို့ပြောတဲ့ဘုရားစကားအဓိကဖြစ်တယ်ယုံကြည်သူတွေအောင်းမြင်ခြင်းသိရခံစားချက်ကမပြောနဲ့နှုတ်ကပတ်တော်တင်မောခနောက်တရားလုကာခန်းကြီးလေးမှာမတော်တော့ကျမ်းစာမဖတ်တော့အခုဆူတော့ပြမကြဘူးလုကာခန်းကြီးလေးနဲ့နောက်ဆုံးကြည့်တဲ့အခါမှာအေလိယလက်ထက်မှာရှိတဲ့မောဆိုမစရတာမြေမောဆိုမတောင်ကျွန်တော်ပြောပြီးသွားပြီနောက်တစ်ယောက်ကနေမဆိုတာကရှုရိလူမျိုးဖြစ်တယ်ဒီလူကဖျားမယုံတဲ့လူဒါပေမဲ့ပြောတယ်ယော်ဒန်မြစ်မှာတော့နေသူမနစ်ချင်တယ်ကြတော့ယော်ဒန်မြစ်ထဲမှာနှစ်ဆိုတဲ့စကားကိုဘယ်သူဆရာလာလဲဖျားဆရာလာတော့စကားဘာလို့လဲနောက်ဆုံးသူဝန်ခံတော့ဘာဖြစ်လဲအနည်းရကပြောတယ်အဲ့ဒီကာလာဣသရေလအမျိုးထဲမှာလူနဲ့လူတရှောင်းမှမပြောက်ဘူးဘာလို့နေမှာပဲပြောက်တယ်တပါးလို့သာဖယားမျိုးဖယားနွယ်ဖြစ်ပေမဲ့သူတို့ဖယားစကားကိုမယုံကြဘူးဖယားစကားကိုအလေးနဲ့မထားဘာလဖယားနောက်လိုက်ကြတယ်လူအမြင်နဲ့ပဲဆုံးဖြတ်ချက်ချတယ်အကုန်ဆုံးရှုံးတယ်ဒါပေမဲ့နေမှာပြန်ပြောက်သွားတယ်ဘာကြောင့်ဖယားစကားကိုသူဝန်ခံလိုက်တယ်နှစ်ဆိုရင်သူအမှတော့9ချိန်နှစ်တစ်ချိန်တစ်ချိန်တော့ပြီးတော့9ချိန်နှစ်ဆိုတဲ့စကားတိုင်း9ချိန်နှစ်ဖယားစကားကိုဝန်ခံရင်တင်တတ်တယ်ရတယ်ဒီနေ့ဟိုလူဒီလူလာပြောလို့တင်စိတ်ရောက်သွားတာမဟုတ်ပဲအမြဲတမ်းလို့ဘသူတွေဘာပဲလာပြောတင်ချမ်းသာပါဟာလေလုယာဘသူတွေဘာပဲလာပြောတင်ချမ်းသာကိုပြန်ကြိုင်ပါဘသူတွေဘာပဲလာပြောဘသူတွေပဲဘလို့ပဲလာပြောဘာလို့ပါညာလို့ဘာပဲလာပြောတင်ဆုံးဖြတ်ချက်ချမှာတင်ရခံစားချက်မို့နှုတ်ကပတ်တော်နဲ့ဆုံးဖြတ်ချက်ချတဲ့လူရတတ်တာဘုရားတာရဲ့ချီးမြှောက်မယ်ဘုရားတာရဲ့ကောင်းချီးပေးမယ်တာရှင်ရင်းဆက် generation by generation ဘုရားကောင်းချီးပေးတယ်ဟာလေလုယာဒီနေ့ဘုရားကောင်းချီးပေးတဲ့လူတွေအားလုံးကြည့်လိုက်ဘယ်လိုလုပ်နေလဲဘုရားစကားကိုဝန်ခံတဲ့လူတွေပဲအကုန်ကောင်းချီးဖြစ်သွားတယ်။ဒါညီကောင်မောင်မတို့ဒီနေ့မှာရှိတဲ့ရောက်နေတဲ့တက်တာတွေမှာဖယားစကားဝန်ခံချက်နဲ့တက်တယ်ရပါဒါဆိုကျွန်တော်ပြောမယ်ဒီနေ့ဒီမှာရှိတဲ့ရောက်နေတဲ့ကျမ်းမာရေးပဲကျွန်တော်ဆူတောင်းပေးမယ်အကျမ်းမာလို့တူတယ်တခုပဲကျွန်တော်ပြောမယ်ဒီလိုယောဂါတွေအားလုံးတွေယေရှုခရစ်တော်လက်ဝါးကတဲ့မှာအကုန်ခါပေးပေးသွားတယ် By his stripes we are healed. We are healed. သူရဲ့ခံခဲ့သောတန်ရာတန်ချက်တွေအားလုံးကျွန်တော်တို့အနာရောဂါရှင်းရောက်ငြိမ်းစေပြီလို့ပြောတယ်။ဣတန်လူမျိုးတွေတော့မှမွေပေါက်လို့မွေကြောင့်အကုန်လုံးသိနေတယ်။ဒါနဲ့မွေကိုဖေရှားဖို့စွတ်တောင်းကြဒီချာနာတော့မွေကိုဖယ်ပေးပါမောရှေဖယ်ပေးပါဖခင်ကမွေကိုမဖယ်ပေးဘူးဒီနေ့ကျွန်တော်တို့ပါလေယောဂဝိညာဉ်ခံစားတာကိုတော့နှလုံးယောဂဖယ်ပေးပါကြောက်ကယောဂဖယ်ပေးပါအသေးယောဂပျောက်စေပါကိုတော့မွေပေါက်တဲ့အခါမှာမွေကိုဖယ်ရှားခိုင်းတယ်ဒါပေမဲ့မွေကိုဖခင်ကမဖယ်ရှားပေးဘူးမွေကပေါက်နေတော့မယ်ဒါပေမဲ့ဖခင်ကပြောလဲဆိုတော့မွေရုပ်ကိုကြီးဝါနဲ့လုပ်ပါတယ်ပြီးတော့မှတိုင်ပေါ်မှာမြောက်ထားပါတယ်မွေရုပ်ကိုလုပ်ပြီးတော့မှတိုင်ပေါ်မှာမြောက်ထားပါတိုင်ပေါ်မြောက်ထားပါဒီမှာမွေပေါက်နေတယ်မွေကိုဖယ်ရှားပေးပါပြောတယ်မွေမဖယ်ရှားပေးဘူးလေဒီနေ့ခရိယန်တွေကတော်တော်များများတခုဖြစ်နေကိုတော့အနာရောဂါဖယ်ရှားပေးပါဒီအနာရောဂါဖယ်ရှားပေးပါကိုတော့ပြောတယ်မွေဖယ်ရှားပေးတယ်မွေမဖယ်ရှားပေးမောရှိတယ်ကြီးဝါနဲ့မွေရုပ်ကိုလုပ်ပါတယ်တိုင်ပေါ်မှာမြောက်ထားတယ်အဲ့ဒီတိုင်ကိုကြည့်တော့သူလည်းအသက်ချမ်းသာရလိမ့်မယ်ပေါက်နေတာဒီမှာဖြစ်နေတာဒီမှာနာနေတာဒီမှာဒါပေမဲ့ဒီပြဿနာကိုရှင်းခိုင်းလို့သူ့ဘာပြောလဲမင်းနာနေလိမ့်မယ်ဒါပေမဲ့ focus on Jesus hallelujah
မွေကိုတော့မှမြောက်ထားတဲ့ကဲ့သို့လူသားကိုမြောက်ထားလိုက်တယ်ဒါပေမဲ့နောက်ကတော့ပြောတယ် For God so loved the world that he gave his only begotten son those who ever believe in him shall not perish but have eternal life perish လို့ပြောတဲ့အခါမှာဝိညာဉ်မဲ့လွတ်မြောက်တာမဟုတ်ညီကောင်မောင်မတော်ခန္ဓာရောစိတ်ရောမလွတ်မြောက်ခါလေးမှာလူတွေဖြစ်ရင်ကိုယ်ပြဿနာပဲနော်မွေကိုမြောက်ထားတဲ့အတိတ်ကဘာအောင်ဆောင်ရလဲယေရှုလက်ဝါးကတ်တိုင်ပေါ်မှာတည်တွားလှုပ်ဆောင်ပေးခဲ့တော်တဲ့သဘောပေါက်ပါ39ချိန်အရိုက်ခံရအတိတ်ပဲပါသင်ယောဂါတွေအားလုံးကိုသူရှိသွားတယ်ယောဂါအမျိုးစုံအားလုံးကိုလည်းဟဲ့လားယောဂါတွေအကုန်ချုပ်တော့တကယ်ခေါင်းစည်းနဲ့အကုန်ချုပ်လိုက်39မျိုးပဲရှိတယ်ပေါ့39ချိန်ရိုက်ခဲ့တယ်ဘာပြောလာလဲသင်အနာယောဂါတွေအားလုံးသူကိုယူသွားပြီဟာလေလုယာတခုဖြစ်လာတယ်နင်ဘာလို့လဲလဝကနဲ့မှာကိုတော့ခံပေးခဲ့ပြီလဝကနဲ့မှာဘာလို့မှာမျောကြည့်ပါအာမင်မျောကြည့်ပါမျောကြည့်တော့သူလည်းချမ်းသာရခဲ့တယ်ဒီနေ့သင်ရဲ့အနာရောဂါ focus လုပ်တာထက်သင်အတွက်သင်အနာရောဂါတွေအားလုံးယူသွားပေးတဲ့ယေရှုကို focus လုပ်ရအောင် hallelujah hallelujah ဒီမှာကျွန်တော်ပြောမယ်သင်အနာရောဂါတွေအားလုံးပဲယေရှုအကုန်ယူသွားပေးပြီးသွားပြီပြန်ပြောမယ်အကုန်ယူသွားပေးပြီးတော့အားလုံးခဏမှတ်ထားရအောင်ပြောမယ် hallelujah